ဆိုးပြည့်နေတဲ့ဒီကဘာမှာမျိုးတွေလည်းမီးတောင်ပစ္စည်းကိုညာပြီးဒီအချင်းတွေကိုကိုင်းနေဖြစ်ချဖို့တော့ပေါင်ရတော့အုပ်စုရောက်ရှိကြပါတယ်သူတို့ရဲ့ကောင်တွေကိုပါခေါ်လိုက်ပြီးစေရုပ်ကြီးအဖြစ်အသွင်ပြောင်းနေစေလူတို့တွေကတော့ပြီးရတဲ့စောင့်နေရပါတယ်စေရုပ်ကြီးအတွင်းထဲမှာတော့ကဘာကြီးကိုကယ်တင်မဲ့ပန်းအောင်ဝိုင်းအောင်စော်လေးနေတူအစင်းကောင်ဒီကောင်ပြားကောင်းလို့ရှိပါတယ်စေရုပ်ကတော့မိုးပေါ်ကျလာတဲ့တောင်းကံပြီးရန်သူစေရုပ်ကိုဓာတ်ရက်တွေနဲ့အတူဖျက်ဆီးပေးလိုက်ပါတယ်ဒါပေမဲ့စေရုပ်ရဲ့လက်ကပျက်စီးသွားပြီးအထဲမှာရှိနေတဲ့ပါဝင်ရနေတဲ့တောင်းရောက်နေပါပြီပါဝင်ရနေကောင်ကတော့ခေါင်းဆောင်ပြီးရန်သူခေါင်းဆောင်တယောက်တည်းတိုက်ခိုက်ဖို့ကြမ်းခဲ့ပါတယ်ရန်သူကောင်းဆောင်ကလည်းခေသူမဟုတ်တော့ကြကွေးနေထူနိုင်သေးဝေးရတဲ့မိသဝါတိုင်းချက်တွေနဲ့အတူပွဲသေးပေးလိုက်ပြီးသူ့တန်းနဲ့မိမျောလာခဲ့ပါတယ်။အနီကောင်လိုလာတဲ့အချိန်မှာတော့အနမီကားတွေထုတ်ထွက်လာတခြားကပါအောင်ရောက်နေခဲ့တာပါ။ဆွမ်းသားသူတွေကိုလည်းဂိုလန်နဲ့တက်ခိုင်းပြီးအရင်ဆုံးအသုံးမကျတဲ့သူတွေဖြစ်နေတာကြောင့်အကိန်းမာလေးဗီဒီယိုစိတ်ငြိမ်နေပါတယ်။အကိန်းမာလေးကတော့ဆွမ်းသားသူတွေကိုအပြင်ထုတ်လာလိုက်ပြီးသူ့အပြေရိုက်ထုတ်ကိုပြန်ယူဖို့တဲ့ဆုံးဖြတ်ထားပါတယ်။ဆွမ်းသားသူတွေကိုအပြင်ထုတ်လာတဲ့ဂိုလန်ကိုအနီကောင်ကရန်သူတွေလို့တိုက်ခိုက်ရအကိန်းမာလေးရဲ့အိမ်စီကိုရောက်လာပါတယ်။ဒီကောင်ကတော့ခုနကဆွမ်းသားသူတွေကိုလိုက်ပိုင်တာဖြစ်ပြီးဒီကဘာကိုရောက်တာ6လရှိနေပါပြီ။ပါဝင်ရတဲ့ကိုပြောင်းလိုက်ပြီးနောက်ကမီးတွေပါထထောက်လာပါတယ်။ပါဝင်ရရဲ့လက်သေးချက်တွေကြောင့်ဂိုလန်နဲ့ပောက်ကွဲသွားပြီးဆာမိုးဝဲလည်းတစ်ခါတည်းအောင်သွားပါတယ်။ပါဝင်ရနေကောင်ရဲ့နာမည်ကအာဆာဂါကီတိုကိုပါ။အာဆာဂါကီရဲ့သူကတခြားကပါရောက်လာတာဖြစ်ကြောင်းပြောပြလိုက်ပြီးဗီဒီယိုကအလုပ်ကိစ္စတွေတခါမှမကြုံဘူးသေးပါဘူး။မနာမတယ်လို့ခေါ်တဲ့ထီးစားနဲ့ကြောက်ပါဆိုရင်ကဘာမီအခွဲဖို့တော့ပေါ်ထွက်လာပြီးကြောက်ရဲ့ဆန်ကိုတီးရဖို့တော့ဆွမ်းသားသူတွေကိုလိုက်စုနေရပါ။ချောက်ကမော်ဆိုင်ရှိတယ်ဆိုရင်အတော်ပြုနေကိုလေးလာပြီးအနေအများရဲ့ဘရင်ကိုတင်မြမှာအမော်မျိုးတဲ့ဝေဖြစ်တဲ့ဗီဒီယိုရဲ့တာဝန်ဖြစ်ပါတယ်။အာသာကာကီကတော့ပါဝင်ရတင်ပြောလိုက်ပြီးအခုချိန်ရင်သွားသေးကြမယ်လို့ပြောပါတယ်။အကိမာလေးဗီဒီယိုကိုတော့ခါကနေဖက်ပြီးရေဘောကနေခေါ်သွားလိုက်ပါတယ်။ရေဘောပြန်ပြီးသွားနေတဲ့အချိန်တော့မှမကောင်းဆိုးဝါးငါကြီးတွေကိုအလုံးမပြေးခဲ့ပါဘူး။ဒရန်ကိုထဲမှာရှိနေတဲ့မိုးစားတွေကိုဗီဒီယိုအမော်နဲ့အေးခဲ့လိုက်ပြီးအာသာကာကီကတော့သူ့ရဲ့လက်နက်တွေနဲ့အတူအားလုံးအမောက်သိမ့်လိုက်ပါတယ်။အာသာကာကီအတွက်ဒီမိုးစားတွေကတက်ရလွယ်ပဲအရင်ကဘာမှတော့သူ့မှာဆူနာဖိုက်ဆိုတဲ့အဖွဲ့လည်းရှိပါတယ်။အာဆာဂါကြီးရဲ့သူ့ရဲ့ဖွဲ့ကိုလမ်းနေပေးမယ်လေဒီကဘာမှာဒုက္ခရောက်နေတဲ့ပြည်သူတွေလည်းရှိလာတာအရင်ကဘာကိုပြင်လို့ရမယ်ဒီပြန်တွေကိုမရှာခဲ့ရပါဗီဒီယိုရဲ့ကြီးရဲ့တက်ကတော့အဖိုလိုမီသားတို့အတွက်တော်ဝင်အဆောင်ကြောင်းတွေကိုထိမ့်သိမ်းရတဲ့အကောင်းဆုံးဘွဲ့ကိုပြန်ယူရေးပြည်သူတွေကိုလည်းကူညီခြင်းပါတယ်လုံငယ်ဆယ်နေတော့အာဖိုလိုမီသားတို့ကောင်းတော့ဖြစ်တဲ့ဗီဒီယိုရဲ့အဖေကရှုံးသွားပြီးနန်းတော်အဖေကိုနေတော့ခံခဲ့ရပါတယ်အခုချိန်မှာတော့မော်ပီညာသူရဲကောင်းနေတဲ့အထက်တန်းသားတွေကစစ်ပွဲနဲ့ကိုတို့အတွက်ပဲတုံးနေကြရပါအဲ့ဒါကြောင့်တော်ဝင်မိသားစုနေရာကိုပြန်ယူပြီးပြည်သူတွေကိုကောင်းဝဲဖို့ဆုံးဖြတ်ထားပါတယ်။အာသာကာစီကလည်းဗီဒီယိုရဲ့အိမ်မက်တွေကိုသဘောကျတယ်ပြောတာကြောင့်နည်းနည်းရှက်သွားပါတယ်။မနာမတယ်အများကြီးကိုလည်းတွေ့ရပြီးတဏီယာထဲမှာစုနေတဲ့အကြောင်းရင်းကိုတော့ဗီဒီယိုမသိပါဘူး။အဲ့ဒီချိန်နောက်ကနေငကားကြီးပေါ်လာပြီးလဲကိုလိုက်တဲ့အချိန်အာသာကာစီကကာပြီးလိုက်ပါတယ်။အာသာကာစီလည်းငကားကြီးကိုတိုက်ခိုက်ဖို့ပါဝင်ကြအသိပြောင်းလိုက်တဲ့အချိန်ဗီဒီယိုလေးဆန်သွားပါတယ်။ငကားကြီးကလည်းမီးနဲ့မှုတ်လာပြီးဒီတိုင်းဆိုမနိုင်တဲ့ကြောင့်စေယုတ်နဲ့ဗီဒီယိုတို့ရဲ့အကူအညီကိုလိုအပ်ပါတယ်။အဲ့ဒါကြောင့်စေယုတ်ကိုခေါ်လာပြီးဗီဒီယိုကလည်းစေယုတ်အတွင်းနဲ့ရောက်သွားပါတယ်။စေယုတ်ကစက်နဲ့မူရီကလည်းထွက်ပေါ်လာတဲ့ကီဆူနာဖိုက်ရဲ့အကောင်းဆုံးစက်နဲ့ဆိုရင်မမားပါဘူးဗီဒီယိုကိုလည်းဖတ်ထားလိုက်ပြီးစေယုတ်ရဲ့လက်နဲ့ဖြစ်တဲ့ကီဆူနာဘလက်စတာနဲ့ပြလိုက်ပါတယ်ငကားကြီးလည်းပေါက်ဝဲသွားခဲ့ပြီးဗီဒီယိုကတော့ရှားကပါလက်နဲ့တွေကချဖို့ကောင်းတယ်ဆိုပြီးတွေးနေပါတယ်ဗီဒီယိုကအာဆာကာခီရဲ့စွမ်းသားတွေကိုဖွဲ့လဲဝင်ကျင်နေပြီးအကြောင်းရင်းကတော့တခြားကပါစွမ်းအနေနဲ့မော်ဆန်းဝန်တာပေါင်းလိုက်ရင်အစစ်ဆန်းတွေကိုဖန်တီးနိုင်မလားသိကျင်တာပါအဲ့ဒါကြောင့်အာဆာကာခီလည်းလက်ခံလိုက်ပြီးအပေါ်ဝဲအသက်တိုးလာခဲ့ပါတယ်အာဆာကာခီကပါဝင်ရပို့ဆိုင်ပြောင်းနိုင်ကြတဲ့မနာမရှိတာလွယ်ဒီကဘာလူတွေနဲ့အတူတူတော့ပါပဲစေတိုးရဲ့တည်တည်နဲ့တိဖောက်ကြည့်မယ်လို့ရီယာပြောပြီးမယ်ပါဝင်ရကတော့စေတိုးကဆိုကြောက်ပါတယ်ငကားကြီးရဲ့လက်သေးကုန်းကျောက်တွေကိုတော့ခံနိုင်တယ်အာဆာကာခီကစေတိုးရဲ့မှာကြောက်နေတာကြောင့်နေအောင်သားရန်ဖိနေကြပါပြီစူသားတွေဖြစ်လာတဲ့ဗီဒီယိုကအာဖလိုမီသားစုရဲ့စက္ကန့်တပြီးမော်ပီညာနဲ့ညံဆန်မှာအမျော်ကြီးဆုံးပါပါအာဆာကာခီရဲ့စူသားတွေဖြစ်ပြီးသူ့ရဲ့အဆင့်ကိုကြီးရတဲ့အချိန်မော်ပီညာညံဆန်ရဲ့မဖောက်ပြထားပဲသူ့ရဲ့မီတော့လက်သေးရဆိုရင်6000နီကိုအပူရှင်ရှိတာကြောင့်ဗီဒီယိုကလည်းအံ့ဩစားခဲ့ပါတယ်အာသာကာကီကခီဇူနာဖိုက်ရဲ့9ယောက်မြောက်ခေါ်ရင်ဖြစ်ပြီးတခြားတဲ့လူငယ်တအုပ်ပါ replay ဆိုတဲ့အရာနဲ့ဘာအောင်ရန်ဖြစ်လာပြီး relationship အတာလို့ခေါ်တယ်တို့ကဂျူသားတွေကိုတိုက်ခိုက်ပါတယ်သူ့ရဲ့လက်နဲ့ဖြစ်တဲ့ကလေးပါဆိုရင်ကာလတီဆုံးကိုနှချမ်းခွင့်နိုင်ပြီးမိရောက်လက်သေးရဆိုရင်လည်းအပူရှင်6000နီဝေရှိတာကြောင့်ထိုးရရတဲ့သူဆိုရင်ကီမီတာဖြစ်သွားမှာပါဗီဒီယိုကတော့အာသာကာကီရဲ့အဆင့်တွေကထိုးရမယ်ဆိုတာတွေးချပြီးသားဖြစ်ပေမဲ့အခုပုံစံကတော့လောကချားနေပါတယ်အဲ့ချိန်မနေတော့ကနေထုတ်ခံလိုက်ရတဲ့စွန်သားစုတွေရောက်လာပြီးဗီဒီယိုကတော့သူတို့နှစ်ယောက်ဝန်းမမိပါဘူးစွန်သားစုနှစ်ယောက်ကဗီဒီယိုမကောင်းပြောနေတာကြောင့်အာသာကာကီကသူကအပြောဆင်းပဲကျင်းတဲ့သူပါလို့ပြောပါတယ်ဒါပေမဲ့စွန်သားစုနှစ်ယောက်ကလည်းငါကြောက်မော်စီဟာအိုဒီရဲ့တမီဖြစ်တဲ့ဗီဒီယိုကစွန်သားစုမဖြစ်တတ်နိုင်ဘူးလို့ပြောတာကြောင့်ဗီဒီယိုလည်းဒေါသထွက်သွားပါတယ်ဗီဒီယိုရဲ့ဘေးကမော်စီတယောက်ရှုံးနေခဲ့ပြီးနန်းတော်ကနေနေထုတ်ခံခဲ့ရပါတယ်ဒါပေမဲ့တမီလေးဖြစ်တဲ့ဗီဒီယိုကိုတော့ဘယ်နေရာရောက်မော်ပညာတဲ့သူတွေကိုကူညီပေးရမယ်ဆိုပြီးဆုံးမလေးရှိပါတယ်ဗီဒီယိုကလည်းသူ့အဖေကမကောင်းပြောတာကြောင့်ဒေါသမီတောက်သွားပြီးတတိယဆင်းစွန်စားသူဖြစ်တဲ့နေတို့နဲ့စကားဖပြဖို့တော့မတန်ဘူးသူပိုးစိုးပတ်ဆက်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ရမဖြစ်တော့မဲ့ဆရာအာသာကာကီရဲ့ဝင်လာလိုက်ပြီးစွန်စားသူတွေအချင်းရှင်းနိုင်မယ်ဆိုရင်မရှင်နဲ့လုပ်မယ်ဆိုပြီးပြောပါတယ်ဒီရန်ကိုထဲမှာထူးဆန်းတဲ့မကောင်းဆိုးဝါးတစ်ကောင်ပေါ်နေပြီးအရင်ပန်းနိုင်တဲ့အဖွဲ့ကနိုင်ရမှာပါဗီဒီယိုနိုင်တော့သူ့အဖေကိုမကောင်းပြတဲ့အတွက်ပြန်တောင်းခိုင်းပဟိုင်းပြီးရှုံးရင်တော့ဘာဖြစ်ဖြစ်ပြောသမားလုပ်ပြီးမယ်လို့ပြောပါတယ်စွန်စားသူနှစ်ယောက်ကလည်းခေသူတွေမဟုတ်ပဲဒီရန်ကိုကသူတို့အတွက်အုံးနဲ့ကျင်းမြေလိုပါပဲသူ
သူတို့သာနိုင်ရသွားခဲ့ရင်တော့ရီရာကိုမောက်တာရေလို့စဉ်းစားထားပါတယ်ရီရာလည်းစဉ်းစားသူ2ယောက်ကိုကြည့်ပြီးဒီရောင်ကသူတို့ထမီးသားကြီးတော့ပဲဆိုတာနားလိုက်မိသေးပါတယ်စဉ်းစားသူ2ယောက်ကတော့ဒရန်ကိုထဲမှာရှိတဲ့ရန်လိုပြီးအကြိုင်းရုံကောင်းတဲ့မီလိုတော်တွေကိုထိတ်တဲ့မတည့်အောင်ရှောင်ရှားမှာပါအဲ့ဒီအာသာကာကီကပေါင်ရတင်ပြောလိုက်ပြီးပေါက်ကွဲသွားတာကြောင့်စဉ်းစားသူ2ယောက်လည်းလမ်းထက်သွားပါတယ်ပေါက်ကွဲတဲ့ကြောင့်မီလိုတော်တွေလည်းအုပ်စုရရောက်လာပြီးအားလုံးခုခံနေကြရပါတယ်အာသာကာကီကတော့တာပိုကီစစ်တွေကျွေးလိုက်ပြီးမီလိုတော်တွေလည်းလက်ကျသွားခဲ့ပါတယ်ဒါပေမဲ့မီလိုတော်ကြီးတွေကမတရားများလာကြောင်းငကောင်းတော်ပြဖြစ်ရလို့နိုင်ခဲ့တဲ့စီးကိုခေါ်ဖို့ရီဒရာကပြောပါတယ်အာသာကောက်ကြီးလည်းဆေးရုပ်ကိုဆင်းသွားလိုက်ပြီးဆေးရုပ်ကအရန်ကြီးနေတာကြောင့်လွတ်လို့တော့မရပါဘူး။ကံကောင်းကြီးတော့မီလိုတော်တွေကဆေးရုပ်နဲ့ပြီးသွားပါတယ်။အဲ့ဒီချိန်မီလိုတော်တစ်ကောင်ကစဉ်းစားသူကိုတိုက်တော့မှချိန်ဗီဒီယိုမော်ဆန်နဲ့ပြစ်လိုက်ပါတယ်။သူ့အဖေကိုမကောင်းပြောထားတဲ့သူကိုမကူညီချင်ပေမဲ့လူတွေစီကဘလို့ပဲအပြောခံရအများကောင်းထုတ်တဲ့မော်ပီဂျာလေးလာမရက်တက်ခဲ့တဲ့သူ့အဖေကိုမြင်အောင်ပြီးမော်ပီဂျာနဲ့ကန်လိုက်တဲ့သူတွေကိုတိတိရွှေရလိုက်ရင်သူ့အဖေကိုမသေးသားအကြမ်းမှမှုလို့ပါ။သူ့အဖေကိုမတောင်းမှအသေးပဲနေလို့နဲ့ရောက်အတင်မခံနိုင်ဘူးလို့ပြောတာကြောင့်စဉ်းစားသူတွေလည်းတကယ်ကိုချစ်စရာမကောင်းတဲ့မိန်းကလေးပဲလို့ပြောလိုက်ပါတယ်။အာသာကာကီကတော့ရီဒူကချစ်ဖို့ကောင်းတဲ့လာတာဆိုပြီးပြောပါတယ်။စဉ်းစားသူတွေကလည်းအီဇီဂလီလုံးနေတာကိုရပ်ဖို့ပြောပြီးအဲ့ဒီထူးဆန်းတဲ့မကောင်းသူကရောက်လာပါတယ်။ဂျီဒရန်ဝန်ထဲမှာလုံးဝမတွေ့ဘူးတဲ့မကောင်းသူကအမျိုးသားဖြစ်ပြီးမီယိုတော်ရဲ့ထပ်ပြီးတော့ပါတယ်။အာသာကာကီရဲ့မကောင်းသူကစီကဆောင်းချင်းချင်းနဲ့အော်ရာကိုခံစားနေရပြီးစဉ်းစားသူမျိုးကတော့သူတို့အရင်တိုင်းပဲဆိုလို့ပြောပါတယ်။ဒါပေမဲ့မကောင်းသူရဲ့သတိချက်နဲ့တန်းကားတွေကြိုးစားပြီးအခြေအနေကမကောင်းတော့ပါဘူး။အာသာကာကီကတော့သတိချက်နဲ့ပြီးထိုးလိုက်ပြီးမကောင်းသူကကြီးတဲ့လက်ကျသွားခဲ့ပါတယ်။အရင်တော့တက်ခတ်ခဲ့တဲ့ရေကမကောင်းသူကိုပါမှတ်ရသွားခဲ့ပြီးဘလူတက်တဲ့မနိုင်ခဲ့ပါဘူး။အပြာကောင်ရေခဲတို့နဲ့ပြလိုက်တဲ့အချိန်ညီကောင်ရောက်လာပြီးကုညီပြလိုက်ပါတယ်အပြာကောင်လည်းမိုးဒီတွေပေးလိုက်ပြီးမင်းတို့ယုံကြည်တယ်လို့ပြောပါတယ်အဲ့ဒီချိန်ဗီဒီယိုကတော့ဘလို့တက်ခိုက်ပြီးနိုင်သွားတဲ့အကြောင်းရင်းကိုမသိနေတာပါအနီကောင်ကခီစနာဘန်ဆာဆွဲတဲ့နဲ့ကိုထုတ်လိုက်ပြီးအားလုံးမောင်းပြီးတက်ခဲ့မှရေခဲမကောင်းဆိုးအောင်နိုင်သွားပါတယ်ခီစနာဘန်ဆာရဲ့အသုံးပြုနေရတော့အဖွဲ့ဝင်တွေရဲ့ဆေးကိုတဆူတဲဖြစ်အောင်စုပြီးပြစ်မရတာပါအဲ့ဒါကြောင့်စဉ်းစားသူ2ယောက်ကိုပါခေါ်လိုက်ပြီးသူတို့တွေကလည်းကုညီပါတယ်ခီစနာဘန်ဆာကိုထုတ်လိုက်ပြီးဗီဒီယိုနဲ့စဉ်းစားသူတွေလည်းအကြောင်းနေပါတယ်ခီဇူနာဘာဆာနဲ့ပြစ်လိုက်ပေမဲ့အလေးနဲ့မကောင်းဆိုးအောင်မထီပဲဖက်လက်သွားပါတယ်။အဲ့ဒီချိန်မကောင်းဆိုးအောင်ကတော့လက်သီးနဲ့ထိုးလိုက်ပြီးခီဇူနာဘာဆာအလုံးမဖြစ်တဲ့အကြောင်းရတော့အဖွဲ့ဝင်တွေအခြားရန်လိုမှုတွေကြောင့်ပါမကောင်းဆိုးအောင်လည်းလက်သီးနဲ့တစ်ချက်ထပ်ထိုးလိုက်ပြီးအာသာကာကီကလေးထွက်သွားခဲ့ပါတယ်။ဗီဒီယိုကအာသာကာကီကိုပြသရုံမှာတုံးနေတဲ့အချိန်မကောင်းဆိုးအောင်တိုက်ခိုက်ဖို့လုပ်တာကြောင့်စဉ်းစားသူတွေကကူညီပေးလိုက်ပါတယ်။သူတို့နှစ်ယောက်တိုက်ရတာမနိုင်တာမလို့အာသာကာကီကိုကုသခံပြီးအသက်ရှင်မှုရဟန်တော့ရှိရဆိုရင်ငါတို့တို့တတိယဆင့်စဉ်းစားသူတွေကဒီလိုမျိုးရှင်းတန်ကြတာဆိုပြီးပြောပါတယ်။အဲ့ဒါကြောင့်ယူရလည်းသူတို့ကိုပို့ဆိုပတ်သက်ပြောခဲ့ရတယ်အမှန်ရပြီးစိတ်မကောင်းဖြစ်သွားပါတယ်။အဲ့ဒီချိန်မကောင်းဆိုးစဉ်းစားသူတွေကိုတွန်းလှန်လိုက်ပြီးဗီဒီယိုကိုတိုက်ခိုက်ဖို့လုပ်တဲ့အချိန်အပေါ်ဝင်ချင်းကြီးလေးစားတဲ့စက်နယ်ပေါ်ပေါက်လာပြီးအာသာကာကီရဲ့လက်သီးနဲ့ပိတ်ထိုးလိုက်ပါတယ်အပေါ်ဝင်ရတဲ့ရန်သူမှုပြောက်သွားတာကြောင့်ခီဇူနာဘာဆာနဲ့ပြစ်လိုက်ပြီးမကောင်းဆိုးအောင်အမောက်သိနိုင်လိုက်ပါတယ်မကောင်းဆိုးအောင်ပေါက်ဝဲသွားတဲ့အချိန်မှာတော့တယောက်တစ်မျိုးစီပိုစီးကြပါတယ်အဲ့ဒီအဖိုးကြီးတယောက်ပြပြလာကဒန်အနေနဲ့ကိုခန်းကြီးခေါ်သွားပြီးဗီဒီယိုကတော့အဖိုးကြီးရဲ့နှစ်ဖူကိုကြီးနေမိပါတယ်စဉ်းစားသူ2ယောက်နဲ့လည်းပြန်ဆယ်ပေးစားပြီးရန်သူပြစ်ခါလည်းမိတ်ဆွေပြီးပြောင်းသွားပါတယ်ဗီဒီယိုကတော့အရင်နေတော့သူမမောရသေးတဲ့အာသာကာကီကိုအထုတ်ပြလိုက်ပြီးတင်းလုံးပြောင်းဆက်နေပါတယ်ဘူးထဲမှာတွေ့ခဲ့တဲ့အဖိုးကြီးကလည်းမကောင်းဆိုးသွင်းပြောင်းလာပြီးစပစ်စီယန်အောင်နဲ့ကောင်းတော့ဓာတ်နဲ့တစ်ချက်လည်းခေါ်လိုက်ပါတယ်သူတို့တွေပြန်သွားတဲ့အချိန်မှာတော့အဖိုးကြီးရဲ့နှစ်ဖူးမှာအလုံးကြီးမရှိတော့ဗီဒီယိုရဲ့အိမ်မှာအာသာကာကီဘာလာနေမှာဖြစ်ပြီးအကြောင်းရင်းကတော့ Mission Loving PC တွေကိုဖောက်ခွဲရေးမောသားတာကြောင့်ပါအိမ်တော်လေးဘိုးတော့ကတော့အာသာကာကီရဲ့ယောက်ျားလေးဖြစ်တဲ့ကြောင့်လက်မခံနိုင်ပြီးမြဲဗီဒီယိုကတော့အိမ်တော်လေးရဲ့ယောက်ျားလေးပဲလို့ပြောပါတယ်ဘိုးတော့ကတော့ဗီဒီယိုငငယ်လေးကလေးကဆောက်ရှောက်လာတဲ့ကြောင့်မိမလေးလိုပဲသဘောထားအောင်ပါဒါပေမဲ့အာသာကာကီလိုလူငယ်ကတော့လုံးကြီးပေါ်လာဗီဒီယိုအပေါ်စိတ်ပတ်သက်နိုင်တယ်ပြောပြီးဗီဒီယိုကတော့ Dragon ထဲမှာပြောခဲ့တဲ့စကားကိုပြန်ရှင်းပြမိတော့ပါတယ်ဘိုးတော်ကတော့ဒီမှာနေတောင်းဟုတ်စရာရှိရလို့ပြောပြီးတင်ကိုရမယ်လို့ပြောတာကြောင့်အာသာကာကီလည်းလန်သွားပါတယ်ဗီဒီယိုလည်းဘိုးတော်ကိုတားနေတဲ့အချိန်ကော်မတီတယောက်ဝင်လာတာကြောင့်ဗီဒီယိုတို့အထင်သာရပါတယ်ကော်မတီရဲ့နာမည်ကတော့ထဲစီဖီနာဖြစ်ပြီးအဗလော့အိမ်မာယာရဲ့တတိယမြောက်မီသမီးဆိုရင်လည်းမမားပါဘူးတပည့်ခင်အောင်နဲ့ကောင်းရဲ့နာမည်ကတော့လူကြီးမဖြစ်ပြီးမီသမီးရဲ့ကိုညံတော်ပါလူကြီးကတော့ဝင်လာတဲ့အချိန်တော့မဟုတ်တာရုံနဲ့ဗီဒီယိုတို့တက်ပြစ်မယ်လို့ပြောပြီးထဲစီတီနာကတော့အဲ့လိုမပြောရဘူးလေဆိုပြီးဆုံးသွားပါတယ်ထဲစီတီနာရဲ့အချစ်သားကြီးရဲ့မိစ္ဆာပြင်းမောင်းတော့တက်တာလေလို့ပြောပြီးအာသာကာကီကတော့ရေးပါတယ်ထဲဒီနာကတော့မန်နာစီလေးတစ်ခုကိုပြလိုက်ပြီးဒရန်ကိုထဲမှာတွေ့ခဲ့တဲ့အဖိုးကြီးရဲ့နှစ်ဖူးမှာရှိနေတဲ့ဟာမယ်ဗီဒီယိုပြောလိုက်ပါတယ်အဲ့ဒီမကောင်းဆုံးအောင်တက်ခဲ့တဲ့သူကအာသာကာကီလို့ပြောပြီးအာသာကာကီကတော့ခီဇနာဘတ်စတာနဲ့အနိုင်ယူခဲ့ရဆိုပြီးရှင်းပြပါတယ်ထဲဒီနာကတော့ခီဇနာဘတ်စတာကိုမော်မန်နယ်လို့ထင်နေပြီးဗီဒီယိုကတော့ဗသက်ပိတ်ခတ်လိုက်ပါတယ်မန်နာစီလေးရလို့ပုံကတော့အတော်ပြည့်စုံရခန္ဓာကိုယ်ထဲကိုရောက်သွားရင်မော်ဆိုင်တိုးလာပြီးဆဲလိုဆန္ဒကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်ရွှေလိုချင်တဲ့သူကအရာရာရှယ်ဖြစ်ပြောင်းလာပြီးတန်ဖိုးထားတဲ့အရာတို့ကိုကာဝယ်ချင်တဲ့သူကတော့အကာရမော်ဆိုင်ကိုရရှိနိုင်ပါတယ်ဒါပေမဲ့မန်နာစီရီကတန်ဆဲလို့ပဲဆိုတယ်လို့ပဲအစစ်ကြီးထွားလာတဲ့မြအတော်ပြည့်စုံကမကောင်းဆိုးအသေးပြောသွားပါပါအဲ့ဒါကြောင့်အနေအများနဲ့မန်နာစီကိုရီဒွားရဲ့ဖေဝင်နေတော့မော်ဆီယာရှောက်ဝါတောင်းဝင်နေပါတယ်မန်နာစီတွေကလည်းဈေးကြီးထွန်းလာကြောင့်အထက်တန်းလာလူရန်သားတွေပဲသုံးနိုင်ပြီးမော်ဆီယာရှောက်ဝါဒီအကြောင်းတွေကိုသိပြီးမှတော့စစ်နေပါတယ်မော်ဆီယာရှောက်ဝါမှာလည်းတခြားတော့ဝင်မိသားစုရဲ့နောက်ခံရှိနေပြီးရုပ်ဝတ္ထုရဲ့မင်းသမီးတွေအတန်းဟန်နိုင်ပါတယ်အခုတော့အထက်တန်းလာတွေကမန်နာစီကိုသုံးပြီးပြည်သူတွေကိုဒုက္ခပေးနေတဲ့ကြောင့်မင်းသမီးပြည့်တဲ့ထဲလေးရှင်တွေကမော်ဆီယာရှောက်ဝါနဲ့တခြားတော့ဝင်မိသားစုတွေကိုပါစက်ညင်တော့မှာပါ
အဲ့ဒါကြောင့်တထင်ကတော်ဝင်မော်စရာမိသားစုဖြစ်တဲ့ရီဒွာရဲ့ကူညီလို့ပြီးရီဒွာလည်းအဖော်လုံးမိသားစုရဲ့ခေါင်းဆောင်အနေနဲ့အစားအသောက်ကူညီပေးမယ်လို့ပြောပါတယ်ရီဒွာရဲ့စိတ်ထဲမှာတော့မော်စရာရှာဝူရာကိုဖိပြနိုင်ပြီးတော်ဝင်မိသားစုနဲ့ရင်းနှီးမဲ့အခွင့်အရေးရလာတာကြောင့်တအားပြောနေပါတယ်အာဆာကာကီကလည်းပါဝင်ရပြီးသူပါကူညီပေးမယ်လို့ပြောပြီးထဲစီတီတာလည်းလက်ခံပါတယ်ဒါပေမဲ့လူကြီးကတော့မင်းတို့ရည်ကြီးမှုမရှိတဲ့စဉ်းစားသူကမြင့်မြင့်တဲ့စဉ်းစားခန့်ထဲမှာပေါင်းလောင်ငါတော့ခွင့်မပြုနိုင်ဘူးလို့ပြောပါတယ်ထဲစီတီတာကတော့အမှန်တိုင်းပြောခဲ့ပြီးအကြောင်းရကတော့သူတဲ့ထဲစီတီတာရဲ့ခရီးစဉ်ကိုနောက်ဆက်တာမျိုးအဖြစ်မခံနိုင်တဲ့ကြောင့်ပါသူတို့ရောက်တဲ့မင်းသမီးကိုကောက်ဝင်နိုင်တယ်လို့ပြောတာကြောင့်အာဆာကာကီရဲ့သူ့ရဲ့အဆံကိုကြားရမှာပေါ့ဆိုပြီးပြောရတယ်အဲ့ဒါကြောင့်နေရာသားရှိမဲ့ကြောင့်ထဲစီတီတာကတော့လူကြီးကဓာတ်လိုက်မိစားနာမည်ကိုရထားပြီးသူကန်ထားတဲ့ဒါတော်ဝင်မိသားစုရဲ့တန်းစိန်နေတာပါအပန်မှာဆုံးသူကအကျဉ်းဆုံးဓာတ်ကိုရထားတာဖြစ်ပြီးဒါပေါ်မှာသူ့ကိုအနိုင်ယူနိုင်တဲ့သူဆိုတာဒီကပံမှာမပေါ်သေးပါဘူးဒါပေမဲ့အာဆာကာကီကတခြားကပ္ပါလာတဲ့သူဖြစ်ပြီးပါဝင်ရတင်ပြောလိုက်ပါတယ်သူ့ရဲ့လက်ဖြစ်တဲ့ကူပရေးရှစ်ကလိုက်ပါကိုမှထုတ်လိုက်ပြီးထဲစီတီတာကတော့တော်တော်သဘောကျနေပါတယ်နေရာသားတက်ခတ်ကြပြီးအာဆာကာကီကတော့လူကြီးကတန်ပါတယ်ဆိုတော့ရေးစားမိလိုက်ပါတယ်လူကြီးကတော့အတီတိုက်ကြတာပေါ်လို့ပြောပြီးဒါကပုံစံတောင်းကောင်းပါတယ်အာဆာကာကီလည်းအတီတိုက်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့စိတ်ကိုဆင့်ကောင်းလိုက်ပါတယ်ဗီဒွာကတော့စိတ်ကိုဆင့်ကောင်းတာလူမဆန်တဲ့လုပ်ရလို့ပြောပြီးထဲစီတီတာကတော့မိုက်တယ်ဆိုပြီးပြောပါတယ်ထဲစီတီတာပါစိတ်ရုပ်တွေရောက်နေတာကြောင့်ဗီဒွာလည်းလန့်နေပြီးကိုယ့်ရဲ့ညီမချင်းကိုပြောထားတဲ့ပတိပေါ်ဆိုစိတ်ရုပ်ကိုစီးလို့ရပါတယ်ထဲစီတီတာကမြေကိုလေးလာတဲ့သူလူကြီးကိုပြောတဲ့ကြောင့်တစားကန်လူလာတယ်လို့ထင်သွားပါတယ်အဲ့ဒါကြောင့်တော်တော်လေးဒေါသထွက်လာပြီးလေးပါပြန်ကစိတ်ရုပ်ကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်စိတ်ရုပ်ကကြီးလို့လာကြောင့်လူကြီးကိုတိုက်ရခတ်နေပြီးဗီဒွာကတော့စိတ်ရုပ်ကသုံးမရဘူးလို့ပြောရတယ်စိတ်ရုံနဲ့ဓာတ်ဟောပါထုတ်လိုက်ပြီးသူ့ရဲ့လွဲချက်တွေကဗီဒီယိုလည်းလွဲတက်သွားပါတယ်ဒီပိုင်ပေါ်မှာအာဆာကာကီကအနိုင်ရသွားတဲ့ကြောင့်အဖွဲလည်းလက်ခံနိုင်ပြီမဲ့မင်းရဲ့ပုံစံကိုကြည့်မရဘူးလို့လူကြီးကပြောပါတယ်ဒီတစ်ခေါက်တော့အမေမျိုးကမိုက်တဲမျိုးလိုနာမည်ကြီးကအာကီစီယာမျိုးဖြစ်ပြီးမျိုးပရင်စီမှာမန်နာသတိရလို့တင်ရထားပါတယ်ထဲစီတီနာအာဆာကာကီကိုရက်လို့ခေါ်တာကြောင့်လူကြီးတွေသူ့တော့နာမည်ပြောင်းနဲ့မခေါ်ဘူးလို့ဒေါသထွက်လာပါတယ်အဲ့ဒါကြောင့်အာဆာကာကီကငါခေါ်ပြီးမယ်လို့ပြောပြီးလူကြီးကတော့ဒါနဲ့လက်ခုနေပါတယ်အာကီစီယာမျိုးကလူစီကားရဲ့မျိုးဖြစ်ပြီးဗီဒီယိုတို့ရောက်တဲ့အချိန်မှာတမျိုးလုံးချုပ်ခဲ့နေပါတယ်အဲ့ဒီရေသားတယောက်ကမြို့ပါချီတောက်ဖို့လက်ချော်ကပြီးမြို့ပါရဲ့အကြောင်းကိုလည်းအပြည့်စုံပြတ်လို့မရပါဘူးဗီဒီယိုကလည်းမြို့တစ်ခုလုံးကာထားတဲ့မော်စီဝါနဲ့တမျိုးလုံးဆောက်ကြည့်နေမယ်ရေးစားမိလိုက်ပါတယ်အဲ့ဒီအာကီစီယာမြို့ရဲ့ပါချီလူကရောက်လာပြီးဒီမြို့တဲ့စီးမြင့်တဲ့ငင်းရည်ကိုကောက်ဝဲနေရဆိုပြီးပြောပါတယ်ခရီးကြီးကလည်းသူ့ကိုယ်သူမဲဆက်လာရင်မော်ပီညာတော့ကလူတွေကိုပြိနေတာမျိုးဆက်မလို့ပြောပါတယ်လူကတော့ဒီမြို့လူတွေကိုလမ်းမရအောင်မားလီရဲ့လက်ပေါ်မှာဆူချထားတယ်ပြောပြီးအာသာကာကီကလည်းလူတွေကိုဒုက္ခပေးနေတယ်လက်ပါကြည့်မနေနိုင်ပါဘူးအဲ့ဒါကြောင့်အာသာကာကီလည်းပေါင်ရတင်ပြောလိုက်ပြီးတရားဖို့လုပ်ပြီးပဲသူပဲစရိုက်ထောက်ခံနေရပါတယ်လူကမော်မနန်မြို့ကာထားတဲ့မော်စီဝါနဲ့မကားတိုးတဲ့သူတွေကိုချပြီးတားနဲ့ဆက်တဲ့နှမျိုးသုံးမော်ပါဒါပေမဲ့ဇာရဲအများကြီးကိုပါထရုံနိုင်တာမနာစီရဲ့စမ်းကြောက်ဆိုတယ်မှားပါဘူးလူကြီးကတော့အာသာကီအစော်ခံနေရတာကိုပြပြကြီးတက်ညီနေပြီးထဲစီတီနာကတော့တောက်ပူညီခိုင်းပါတယ်အာသာကီရဲ့ဆေးရုံကိုခေါ်ဖို့လုပ်ပြီးမယ်အင်ကြီးအပြည့်စည်းသွားပြီးအဲ့ချိန်တားရကတော့တိတ်ပိုးနဲ့ရိုက်တော့မှာပါဒါပေမဲ့ရုတ်တရက်ဆိုလိုပဲမိအိုးတွေရောက်လာခဲ့ပြီးဇူတစုစီမှာကယ်တင်ခံလိုက်ရပါတယ်ဒီအဖွဲ့ကတော့မြို့တော်ပိုင်ရှင်ကိုစန့်ကျင်တဲ့သူတွေဖြစ်ပြီးခေါင်းဆောင်ရဲ့နာမည်ကတော့ Groza ပါအဖွဲ့ရဲ့နေရာကတော့မြို့ပြည်မှာရှိပြီးမြို့တော်ဝင်ရဲ့မနာစီကမြို့အတွင်းမှာတက်ရတာကြောင့်အပြင်မှာဆိုသူတို့အတွက်အနေရမရှိပါဘူးအာဆာကာကီတို့လည်းလာရတဲ့အကြောင်းရင်းပြောပြလိုက်ပြီး Groza တို့အဖွဲ့နဲ့ပူးပေါင်းလိုက်ပါတယ်လူကြီးကတော့တခြားမြို့မပြောင်းဝဲဘာလို့ဒီမှာနေနေရတယ်လို့မေးလိုက်ပါတယ်တကယ်တော့ဒီမြို့ကသူတော်တော်များများတခြားမြို့ကိုပြောင်းသွားကြပြီးမြို့ကိုအရင်လိုပြန်စီကောင်းအောင်လုပ်ချင်တဲ့သူတွေကသာဒီရင်အားထင်မပြောင်းတာပါအာဆာကာကီကတော့အရင်ကသူနေခဲ့တဲ့မြို့လေးကိုတော့ပြန်မတ်ရသွားပြီးသူလည်းဒီခံစားချက်ကိုနားနေတာကြောင့်အတက်အကျကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မြို့တော်ဝင်ရဲ့အနာကိုလွယ်နဲ့ချီကလို့မရတော့ကြောင့်နေတဲ့တစ်တွေကိုစဉ်းစားနေကြပြီးအာဆာကာကီကတော့ခီဆူနန်ခိုင်ခါနဲ့ပြစ်ချင်ပေမဲ့အခက်မသိတဲ့တမျိုးလုံးပြကြသွားနေပါတယ်ဗီဒီယိုကတော့နေတဲ့တစ်ခုကိုစဉ်းစားမိပြီးအဲ့ဒါကတော့လူကြီးနဲ့အာဆာကာကီကိုကြောညက်ကတက်ခိုင်းတာပါဒါပေမဲ့ထင်သလားမလွယ်ကူပဲနှစ်ယောက်လုံးကလုံးဝမတည့်ကြပါဘူးထဲလီတီနာကတော့လူကြီးကိုချော်ပေးဖို့ပြောပြီးတကယ်တော့နှစ်ယောက်သားအဆင်ပြေပေါင်ပေါ်မှာလည်းအိတ်ခိုင်းမယ်လို့ပြောတာကြောင့်လူကြီးလည်းရံမဖြစ်ချင်တော့ပါဘူးထဲလီတီနာကဒီလိုကိစ္စတွေမဖြစ်ခင်ကတည်းကရီဒီယာနဲ့တွေ့ရင်နေကြရလို့ပြောပါတယ်ရီဒီယာရဲ့အဖြစ်ဆုံးသွားတဲ့အချိန်ကတည်းကတော်ဝင်မိသားစုကိုမှတ်တမ်းဆက်တင်ပြခဲ့တဲ့အကြောင်းကိုထဲလီတီနာကအငြင်းဖက်နေခဲ့ပြီးအဲအားကြောင့်တစ်ချိန်တော့တွေ့ရင်နေကြရပါရေချိုးပြီးပြန်มาတော့အာဆာကာကီနဲ့တွေ့ပြီးမနာမရှိဘဲတက်တာတော့ဒီလောက်ထိကျန်းနေရအာဆာကာကီကိုချီးကျူးနေပါတယ်အာဆာကာကီကတော့မနေ့ကမြို့တော်ဝင်ရဲ့ဆိုင်တီလိုက်ခဲ့မလို့လားလို့မေးပြီးထဲလီတီနာကသူတယောက်တည်းလုံးတန်နေတာဝန်တစ်ခုချီလို့လိုက်ခဲ့ချင်တာပါအာဆာကာကီကတော့အနေနဲ့များတာကြောင့်မလိုက်ခိုင်းစီချင်ပဲထဲလီတီနာကတေးဖို့စီစဉ်မရှိတာကြောင့်သူ့ကိုကောက်ဝယ်ပေးပါအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လူကြီးကတော့သူတို့ပြောနေတာကိုခုနထောင်နေခဲ့ပြီးအာဆာကာကီသားချိုးတဲ့အချိန်မှာသူ့ရဲ့ဘုံပလိတ်ပြောင်းယူလိုက်ပါတယ်နောက်နေ့မနက်ပါတော့အာဆာကာကီနဲ့လူကြီးမြို့တော်ဝင်စီရောက်နေခဲ့ပြီးတိုက်ဖို့လုပ်တဲ့အချိန်မှာသူ့ရဲ့ဘုံပလိတ်ပြောင်းနေမှသိတာပါအဲ့ဒါကြောင့်အနောက်ကနေတဲပုံးနဲ့ထောင်းခံလိုက်ရပြီးရေကန်တိုင်းပြုတ်ကျသွားပါတယ်။ကြော်တဲ့ကြံငယ်လူကြီးကတော့တားရဲ့နှကောင်သူ့ရဲ့အဆန်းဆုံးဓာတ်အိမ်နဲ့ပုံပြောင်းတက်ခိုက်တော့ပါ။အာဆာကာကီရဲ့အတွေ့အထဲမှာတော့အဖြူအောင်ဆန်နေရှိတဲ့ကောင်မလေးနဲ့စကားပြောနေခဲ့ပြီးသူမရဲ့နာမည်ကိုပြောပြမဲ့အချိန်လူခလာခဲ့ပါတယ်။ဗီဒီယိုကတော့ကုသရင်မွန်နဲ့အာဆာကာကီကိုအကောက်ပတိဖြစ်အောင်လုပ်နိုင်ပေမဲ့အသက်ပင်ရှိအောင်လုပ်ရဖို့ကတော့သူ့ရဲ့ပါဆက်ကိုသုံးမရမှာပါ။ဒါပေမဲ့ရိုးသားကြိုးစားတဲ့အာဆာကာကီကဘာမှမသိပဲလူကြီးရဲ့အခြေအနေကိုပဲမင်းနေတာကြောင့်ဗီဒီယိုလည်းဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်ထဲလီတီနာကတော့အစီအစဉ်ကြံချုံလာကြောင့်တော့ပြန်ဆိုဖို့ပြောပြီးလူကြီးကတော့သူ့ရောက်တဲ့နဲ့နေတာကြောင့်ဓာတ်တွေကိုပုံမြောက်အောင်တားရဲတွေကိုရှင်းထုတ်လိုက်ပါတယ်လူကြီးရဲ့စိတ်ထဲမှာတော့လွန်ခဲ့တဲ့နှစ်တွေတုန်းကသူ့ရောက်တဲ့ရှိနေရဲ့ထဲလီတီနာကစကားလာပြောပါတယ်
လူကြီးကိုမြင့်မြတ်တဲ့ဓာတ်ကိုကန်ကသူ့ရဲ့သူအကောင့်အနေနဲ့နေပြီးဖို့ပြောပြီးအကြောင်းရင်းကတော့မန်နာမရှိတဲ့လူကြီးကမန်နာဆွေးယူတာညားနဲ့ဓာတ်နဲ့ဆိုဘာမှအနေနဲ့မဖြစ်ပဲအဆင်ပြေတာကြောက်ပါတယ်ဒီနာကတော့စကားလုံးလာလေးနဲ့လူကြီးရဲ့ဆဲကိုဖမ်းထားလိုက်ပြီးအဲ့အချိန်ကလေးကသူမရဲ့သူရဲ့ကောင်ဖြစ်သွားခဲ့ပါတယ်လက်ရှိအချိန်မှာတော့သူ့ရထားနဲ့တားရဲကောင်တွေကိုရှင်းရခဲ့ပြီးသူမသိတဲ့ရာတစ်ခုကတော့မေသမီးလေးမှာအကာအကွယ်မဲ့သွားခဲ့တာပါအဲဒါကြောင့်သူမကိုစားလူကြီးကဝန်ကပေးခဲ့ပြီးအဲ့အချိန်မှာပဲအာဆာကာကင်းနဲ့ဗီဒီယိုတော့ရောက်လာခဲ့ပါတယ်ဗီဒီယိုကတော့သူ့ရဲ့မောင်နဲ့ခဏတာကာရန်လိုက်ပြီးလူကြီးကစကားပြောတဲ့အချိန်အာဆာကာကီရဲ့ပုံပလိကျလာခဲ့ပါတယ်အာဆာကာကီကတော့ပါရင်းရပုံစံပြောင်းချင်သူလားလို့မေးပြီးသူ့ဘာသာလို့စကားများနေပါတယ်လူကြီးကတော့သူ့ရဲ့သူရဲ့ကောင်းနေရအောင်အာဆာကာကီကိုမပေးရင်တဲ့အကြောင်းဝန်ခံလိုက်ပြီးတယ်လီဒီနာကတော့သူ့ရဲ့တဝူတော်ပတ်တော်သားဖြစ်တဲ့လူကြီးကိုအမြဲသူရဲ့ကောင်းအဖြစ်နဲ့ထားမှာပါလို့ပြောပါတယ်အဲ့အချိန်အကားရလည်းပျက်စီးသွားခဲ့ပြီးညောင်သားပူပေါင်းကတားရဲကြီးတွေကိုဂျူတောက်ကနေချိန်မောလိုက်ပါတယ်။ဘူးတော့ကိုခြုံသွားတဲ့အချိန်မှာတော့မန်နာဆေးကကြီးထွားလာခဲ့ပြီးအာသာကာကီတို့လည်းထွက်ပြေးလာခဲ့ပါတယ်။မန်နာဆေးကတော့ကြီးတဲ့ကြီးတာပြီးမှုတဲ့တို့ကိုဖျက်ဆီးပြတော့မှာပါ။မန်နာဆေးကတဖြည်းဖြည်းကြီးတာကြောင့်ဂိုးစားမျိုးရဲသူတွေကိုတက်နိုင်တဲ့မျိုးနဲ့ဝေဝေးသားဖို့ပြောနေပါတယ်။အာသာကာကီအတွက်ကတော့ရန်သူရှုံးသွားရဲ့အရွယ်စားပုတ်ကြီးလာတာသူ့အတွက်ပုံမှန်ကိစ္စတစ်ခုလိုပါပဲ။အဲ့ဒါကြောင့်သူ့ရဲ့ခေစနာဆေးရုံကိုထုတ်လိုက်ပြီးအထဲမှာတော့လူကြီးပါလာပါတယ်။အာဆာကာကီကတော့သူ့ရဲ့ဆေးကိုတုံးပြီးမန်နာဆေးကိုအမြင့်ဆုံးနေခေါ်သွားမှာပါအာကာသာလေးဒီပါမန်နာဆေးကိုခေါ်ဆောင်လာခဲ့ပြီးတယ်လီဒီနာကတော့ကောက်ကက်တိုင်းမြေရှိရဲဆိုတာအခုမှအလေးညာစကားမှသိတတ်ရပါတယ်အာဆာကာကီကတော့ခီဆူနာဆေးရဲ့ Grey Bone Soft ကိုထုတ်လိုက်ပြီးမန်နာဆေးရလည်းတိုက်ခိုက်ဖို့ပြင်နေပါပြီအာဆာကာကီက Grey Bone Soft ကိုလိုဂျီကိုကန်ခတ်လိုက်ပြီးအတူတူပူးပေါင်းတဲ့ဆက်နယ်မှုတွေနဲ့မန်နာဆေးကိုရှင်းထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့မန်နာဆေးကလုံးဝပျောက်သွားတဲ့အရာမဟုတ်ပဲတနည်းနည်းနဲ့ပြင်ဆင်လာပြီးမကောင်းဆိုးဝါးပြင်ပြလာနိုင်ပါတယ်အဲ့ဒါကြောင့်တယ်လီဒီနာကသူ့ရဲ့ငွေရောင်မြေခွေးလေးကိုထုတ်လိုက်ပြီးမန်နာစီရဲ့စမ်းဆိုလည်းမမားပါဘူးမြေခွေးလေးကတော့အဖိုးကြီးကိုဗတ်စရဲထည့်ငိုလိုက်ပြီးပြန်ထွေးထုတ်လိုက်ပါတယ်ပြန်ထွေးထုတ်လိုက်တဲ့အချိန်မှာတော့အဖိုးကြီးရဲ့မန်နာစီကပြတ်သွားခဲ့ပြီးအဲ့ဒါတယ်လီဒီနာရဲ့အလုပ်ပါအာဆာကာကင်းနဲ့ဗီဒီယိုကတော့မြေခွေးလေးကချစ်ဖို့ကောင်းတာကြောင့်ပို့သက်ပေးနေကြပါတယ်တကယ်တော့မြေခွေးလေးကမန်နာစီကြောက်တည်တော့မဲ့လူတွေကိုကယ်တင်ကျင်နေဆိုတဲ့ဆူတော်ကြောင့်ဖြစ်ပေါ်လာတဲ့အထူးမော်ပါမြေခွေးလေးကအကောင်သာကြီးပေမဲ့လုံးဝအနေရမရှိပါဘူးဗီဒီယိုတို့ဒီအကြောင်းမပြောပြခဲ့တာလည်းမန်နာဆေးကိုဖျက်တဲ့သူတွေကဒီကိုအစမ်းတွေကိုမကြိုက်ကြပဲသူတို့မသိအောင်ရှိုးအပ်ပြီးသုံးရတာကြပါအဲ့အချိန်သုံးလေးယောက်ကသူတို့ကိုစောင့်ကြည့်နေခဲ့ပြီးအာသာကာကီကိုအတော့ရှက်ကောင်လို့ပြောနေပါတယ်ခဏကြာမှတော့ကိုနေပြလာခဲ့ပြီးသူ့ရဲ့နာမည်ကတော့တော်ဝမိတ်ဆာအာဘူဒါဘီပါတော်ဝမိတ်ဆာဆိုတာကတော့လွန်ခဲ့တဲ့နှစ်1000လောက်ကချိတ်ပိတ်ခံရတဲ့မိတ်ဆာပြေးမရဲ့ကလေးတွေဆိုလည်းမမားပါဘူးအာဘူဒါဘီကိုနေပြလာရတာကလည်းတယ်လီဒီနာရဲ့အဆန်ကိုတူသားခဲ့လို့ဖြစ်ပြီးမန်နာဆေးတွေကိုတိုက်ဖြတ်နေတာလည်းသူ့ပါပဲမန်နာဆေးတွေကတဖြည်းဖြည်းနဲ့များလာပြီးကဘာကြီးကိုဖုံးလန်းသွားတာနဲ့သူ့ရဲ့အမေမိတ်ဆာပြေမှာပြန်လာလိမ့်မယ်လို့ပြောပါတယ်အာသာကာကီကတော့ပါရင်းရပုံစံပြောင်းလိုက်ပြီးအာဘူဒါဘီကမန်နာဆေးစီမှာထိချုပ်ခံထားရတဲ့မြို့ကန်ပြည်သူတွေကိုပါတက်ကူခေါ်လိုက်ပါတယ်တကယ်တော့မြို့ကာဝေခြင်းရဲ့ဂရိုဇာတော့အဖွဲ့ကိုအာဘူဒါဘီကမကောင်းတဲ့မန်နာဆေးတွေပေးပြီးထိချုပ်လိုက်တာပါအဲ့ဒီအာသာကာကီကတော့သူ့ရဲ့လက်ကိုထုတ်ပြီးတိုက်ခိုက်ပြီးမယ်တယောက်တည်းအားနဲ့ဆိုမနိုင်ပါဘူးအဲ့ဒါကြောင့်လူကြီးပါရောက်လာခဲ့ပြီးအာဘူဒါဘီကတော့သူ့ရဲ့လက်ဖြစ်တဲ့ဂျက်စမန်ကိုတုံးက2-1ချနေပါတယ်ထိချုပ်ခံရတဲ့ပြည်သူတွေကိုတော့ရီဒရာမော်ဆန်းနဲ့မိချို့လိုက်ပြီးတယ်လီဒီနာကတော့မန်နာဆေးကိုပြောင်းအောင်လုပ်ပါတယ်အဲ့ဒီချိန်တယ်လီဒီနာကအမော်ဆန်းအများကြီးကိုတုံးလိုက်တာကြောင့်ခန္ဓာကိုယ်ရဲ့ခန္ဓာအောင်ကျော်လွန်သွားခဲ့ပါပြီလူကြီးရဲ့တန်းနေတဲ့အတောင်းနဲ့ဆိုအနေနဲ့ပြင်သက်နိုင်ပြီးမဲ့တယ်လီဒီနာကလူကြီးနဲ့အာဆာကာကီကဂရက်ဘန်ကြီးတရားကြောင့်တောင်းအောင်မယူခိုင်းပါဘူးအာဘူဒါဘီကတော့လူသားတွေရဲ့စက်နယ်မှုကအားနေနေသေးရဲ့လို့တားမြောင်နေခဲ့ပြီးတော်မီးစာတွေရဲ့စက်နယ်မှုကပိုကောင်းတယ်လို့ဆိုပါတယ်ဒါပေမဲ့အာဆာကာကီကမကောင်းတဲ့ခီဆူနာတွေကတပြည့်လူရဲ့ခီဆူနာတွေလူယူနေတာကိုလက်မခံနိုင်ပဲသူ့ရဲ့ထားဖို့စပတ်နဲ့ထုတ်ဖို့ပြင်ပေမဲ့သူတင်ထားသလားကိုလည်းကူမနေပါဘူးဒါပေမဲ့အာဆာကာကီကပြန်လာတာကြောင့်အီချေခိုင်ရသူတွေကိုမညာဘူးလို့ပြောပြီးသူ့ရဲ့အထူးစနစ်ဖြစ်တဲ့ဘီစမိုင်းကိုထုတ်လိုက်ပါတယ်ဒါပေမဲ့အာဆာကာကီရဲ့အစာလူကြီးကဝင်ကပေးခဲ့ပြီးအရင်တော့သူ့အပေါ်လုခဲ့မိကြတဲ့အတွက်အကျွေးပြတ်ဆက်ပေးလိုက်တာပါအာဆာကာကီကတော့သူ့ရဲ့မျက်စိရှိမှာဒုတိယအကြိမ်တစုံတစ်ယောက်ရဲ့အသက်ကိုနှုတ်ယူခံရတာမျိုးမဖြစ်စေရဘူးလို့ပြောရင်ပုံစံတစ်ပြေးပြေးပြောင်းလာခဲ့ပါတယ်။အိုဒါပဲမသိလိုက်ခင်မှာပဲသတိတစ်ချက်ကျွေးလိုက်ပြီးချက်ချင်းပါဝါဖြစ်သွားတာကြောင့်သူတောင်အောင်တော့ပါတယ်။အဲ့ဒီချိန်မှာပဲမြို့တစုံတစ်ယောက်ကမော်ဆာနဲ့ကာလိုက်ပြီးတားရဲကြီးတွေကိုပါခဏလေးအတွင်းရှင်းထုတ်လိုက်ပါတယ်။အဲ့ဒီသူကတော့မော်ဆာရှောက်ဝါဖြစ်ပြီးအာဘူဒါဘီကတော့တပိတော့ပြီးတယ်လီဒီနာနိုးလာတဲ့အချိန်မှာတော့လူကြီးကတောင်းပန်နေခဲ့ပြီးတယ်လီဒီနာကတော့အမိတ်ပေးခဲ့တာသူ့ဘို့တော့ဘာမှမရှိဘူးလို့ပြောပါတယ်။ဗီဒီယိုကတော့မြို့ရဲ့တစီသွားကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပြီးဂရိုဇာကတော့အဲ့အရာတွေကိုစိတ်ထဲမထားဘဲမြို့အရင်လိုစီကောင်းအောင်ပြန်လုပ်တော့မှာပါအာသာကာကြီးရဲ့စိတ်ထဲမှာတော့အာဘူဒါဘီကအီဆေခိုင်ကသူ့လိုမျိုးစုတွေနဲ့တိုက်ဘူးတယ်လို့ဖြစ်နေခဲ့ပြီးဗီဒီယိုစီမှာလည်းလွန်ခဲ့တဲ့နှစ်တစ်ထောင်ကမိစ္ဆာပြေမောက်ချိတ်ပိတ်ထားခဲ့တဲ့သူရဲ့ကောင်ကအီဆေခိုင်ကသူဖြစ်တဲ့ဆိုရင်အမတန်းတွေလည်းရှိနေခဲ့ပါတယ်ဒါပေမဲ့မိစ္ဆာပြေမောက်ချိတ်ပိတ်ပြီးနောက်ပိုင်းမှာတော့ဘာမှစရေးထားမရှိတော့ပါဘူးအဲ့ဒီချိန်မော်ဆာရှာဝါကတော့မင်းသမီးလေးကိုပူတာဖို့လဲမန်နာစစ်အကြောင်းတင်ပြဖို့ရှိတဲ့အကြောင်းလူတော်ကိုသွားမယ်လို့ပြောပါတယ်လူတော်ကိုသွားရင်လဲနဲ့တော့3ရက်ကြာမှမို့လို့ရှာဝါကတယ်လီဘော့ကိုပဲသုံးပါပါမော်ဆာရှာဝါကအဖာသာမျိုးရတဲ့တပြင်းသူတွေကိုကျူဆိုပါရဲလို့ပြောပြီးရီရာကိုတော့မော်ဆာအသေးလေးတွေကိုခေါ်လိုက်ပါတယ်
အားနဲ့နေတဲ့ထက်ဒီဒီနာကိုတော့ရှာဝါတက်တောင်လုပ်ပြီးခဲ့ပြီးလူကြီးကအတင်းကုန်တရားကြောင့်အပြင်ကိုနေထုတ်လိုက်ရပါတယ်တကယ်တော့ရှာဝါကလည်းမနာစေအကြောင်းလေ့လာနေခဲ့ရဖြစ်ပြီးတော်ဝင်မျိုးနဲ့ရှိနေလို့ဒါပေါ်ပေါ်ထင်ထင်မလုပ်တာပါတော်ဝင်မျိုးတွေကတော့မနာစေကိုအသုံးပြုတာမဟုတ်ပဲတယောက်နဲ့တယောက်မနာစေဘလောက်များလေးပြန်ပြီးအရေးပေါ်စစ်ဖြစ်လာခဲ့တဲ့သုံးဖို့ရည်ရထားပါတယ်ဒီနေရာမှာရှိတဲ့မော်ဆရာတွေကတော့တရားဝင်မော်ဆရာတွေဖြစ်ပြီးဇမ်မေးမော်ဆရာတွေမဟုတ်ပါဘူးမော်ဆရာတွေမှာလည်းကိုယ်ပိုင်လိုင်စင်တွေရှိပြီးဇန်စင်ရှိမှသာမော်ပညာသူသနာနဲ့မော်ပီစီထုတ်လုပ်တာတွေကိုပြုလုပ်နိုင်တာပါရှာဝါကတော့မော်ပညာသူသနာအကုန်လုံးလော်ဝကြီးအုပ်ထားပြီးမော်ပညာရဲ့အကုန်လုံးအပေါ်စီကနေချုပ်ကင်ထားပါတယ်ရီဒရာကတော့မော်ပညာဆိုတာလူသားတွေရဲ့နှွေးဆက်ပွားအကူအညီပေးပြီးလူအများကြီးကိုပြည့်စုံအောင်လုပ်နိုင်တဲ့အရာလို့ခံယူထားတာပါရှာဝါကတော့ရီဒရာပြောတာကိုလက်မခံပဲအရေးအသွေးနေတဲ့မော်မီတွေကြောင့်လူတွေဒုက္ခရောက်ပြီးမော်သားရဲတွေကိုမွေးဖို့လုပ်ထားတဲ့ပစ္စည်းကိုလူတစ်ပိုင်းတွေကိုကျုံပြဖို့သုံးတဲ့ကိစ္စတွေကိုပါထောက်ပြလာခဲ့ပါတယ်ရီဒရာရဲ့သူ့ရဲ့အဖေကတကယ်မဖြစ်နိုင်တဲ့အရာတွေကိုစိတ်ကူးကျင်နေတာလို့ပြောပြီးအာဆာကာကီကသူပြောတာထောက်ခံတယ်မလားလို့မေးပါတယ်အာဆာကာကီကတော့ရီဒရာရဲ့အိမ်မက်ကဖြစ်နိုင်ဖို့ခက်ခဲရလို့ဖြေပြီးရီဒရာကတော့အာဆာကာကီကိုကြည့်ကစကားပြောတာမဆုံးသိငယ်ပဲတပြေးသွားခဲ့ပါတယ်ရီဒရာရဲ့စိတ်ထဲမှာတော့အရင်ကကိစ္စတွေကိုပြန်စီးသားနေခဲ့ကခြေဦးတရားကိုပြေးလာပြီးနောက်ကနေအာဆာကာကီတွေလိုက်လာပါတယ်ရီဒရာကတော့ငါရဲ့အိမ်မက်တရားကလေးဆက်နေလို့တွေးနေခဲ့ရမလားလို့ပြောပြီးအာဆာကာကီကစိတ်ရုပ်ပေါ်ကနေပဲခုံစင်းကရီဒရာကိုဖမ်းလိုက်ပါတယ်ရီဒရာကတော့အာဆာကာကီကသူ့ဘက်လို့ထင်နေခဲ့ရပါအာဆာကာကီကလည်းရီဒရာနဲ့စတွေ့ကြတဲ့ကသူ့ဘက်မှာအမြဲရှိနေခဲ့တာဖြစ်ပြီးခက်ခဲရလို့ပြောတာကလည်းအဲ့ဒီအိမ်မက်အကောင့်နဲ့ပေါ်စီခြင်းလို့ဖြစ်ပါတယ်လူတယောက်တည်းနဲ့အိမ်ကဆိုကောင်းဝင်နိုင်တဲ့အရာတွေကအကန့်အသတ်ရှိပြီးလူအများကြီးကိုပျော်ရွှင်အောင်လုပ်ပေးခြင်းနဲ့ဆိုရင်တော့အကူအညီနဲ့အများကြီးလိုလာပါလိမ့်မယ်ရှာဝါရဲ့လိုင်စင်တွေကအရင်မဆိုပဲအရင်ကပောက်မှလည်းအနည်းရှိတာတွေကိုလုံးမဆိုလိုင်စင်တွေကကြောင့်အာဆာကာကီရဲ့ရှင်းရပါတယ်ဗီဒီယိုကတော့အစိမ့်နဲ့မော်ပစ္စည်းတွေကိုလုံးလုံးကျွေးသုံးလေးတင်ကြဖို့အတွက်နေရာဒေသအချို့မှာမော်ကျောင်းတွေကိုဖွင့်ကမော်ဆရာတွေခတ်မှုအထိပါစဉ်းစားထားတာပါအာဆာကာကီကတော့ရီဒရာရဲ့အတွေ့နဲ့ရှာဝါရဲ့လုံခြုံရေးအတွေ့ကိုပါအလူတူပေါင်းပြီးအလုပ်လုပ်မယ်ဆိုရင်ဒီတက်ပိုပြီးကောင်းနိုင်ပြီးရှာဝါနဲ့ခီဇူနာတစ်ခုတိဆောက်ဖို့အကြံပေးပါတယ်ဗီဒီယိုကတော့အာဆာကာကီရဲ့အပြောအမှာကျွေးစဉ်းစားခဲ့ပြီးစိတ်ထဲမှာလည်းချစ်မိနေပြီးတော့တွေးနေတာရဲလုံးမရတော့ပါဘူးမော်ကြလုံးဖြစ်လာရတဲ့အဓိကအကြောင်းရင်းကတတုရိုင်နဲ့မော်ဆန်းဝင်လို့ဖြစ်ပြီးမော်လာရွတ်တာရတော့အားအပြင်းဆုံးဖြစ်ပါပါမန္တမန္တမှာတော့အဲ့လိုထူးခြားမှုမရှိပဲအပြေရှာမရတာကြောင့်အခြားကပါလာတဲ့အာဆာကာကီကိုတော့အမတ်ရသွားခဲ့ပါတယ်အဲ့ဒီချိန်မန္တမန္တရလင်းလာခဲ့ပြီးအပေါ်ကလည်းအာဆာကာကီရဲ့ပြုတ်ကြလာကနှစ်ယောက်သားတော့ဝချူကားတွေဖြစ်ကုန်တော့ပါရီဒရာစီကိုမြောက်လာခင်တော့လိုဂျီကိုသူ့ကိုကူညီပေးခဲ့ရကြောင်းကျေးဇူးတွေစကားပြောနေပြီးယိုဒီရဲ့အတန်ပြောင်းတော့ကနောက်တစ်ခါအဲ့လိုထပ်မလုပ်ဖို့ပြောပါတယ်လူကြီးကတော့ကောင်းကင်ဘုံမှာနှစ်သားရှိရဆိုတာကိုအရင်ကဖတ်ဖို့ခဲ့ပြီးအခုမှအာဃာသားလို့ခေါ်တဲ့ဟင်းလေးမျိုးဖြစ်နေမှသိရပါဒါပေမဲ့အာဃာသားရဲ့နေကူရထင်တာအထံပူမတွေလို့ပြောနေချေအာဆာကာကီကပြုတ်ကျလာခဲ့ပါတယ်အရင်ကဘာမှတုန်းကရန်သူများကြီးကိုအာဆာကာကီကတယောက်တည်းတိုက်နေခဲ့ပြီးရှေ့ဆက်တိုးလို့မရတာကြောင့် emergency kizuna what ဆိုတဲ့အရာကိုအသုံးပြီးတခြားပွဲဝင်တွေကိုပါအခုညီခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့လိုခေါ်ဖို့အတွက်ဆို kizuna energy ကိုလိုအပ်ပြီးမန်နာမန်တဲ့ kizuna energy ကိုတုံ့ပြန်နေဆိုရင်လည်းမမှားပါဘူးအာဆာကာကီကတော့ kizuna စရုပ်တွေကိုဒီတင်ရဲ့ professor အဖိုးကြီးရဲ့ပြပြချက်အရာ kizuna energy ဆိုတာအရာရာကိုဖန်တီးနိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ kizuna energy ကိုသုံးပြီးကဘာတစ်ခုနဲ့တစ်ခုကိုတော့ဖျက်လို့မရပါဘူးဗီဒီယိုကတော့ kizuna energy ကိုတုံ့ပြန်တဲ့မန်နာမန်တွေကဒီကဘာမှာရှိနေတဲ့အကြောင်းအာဆာကာကီကိုတညလုံးမအိတ်ခိုင်းပဲအဲ့ဒီအကြောင်းမေးတော့မှာပါနောက်နေ့မနက်မှာတော့နှစ်ယောက်စလုံးကအချင်းချင်းချက်နေကြပြီးတယ်လီတင်ညာကတော့နှစ်ယောက်သားဘာညာလုပ်ခဲ့ရလို့ထင်တော့ပါတယ်ဘယင်းစစ်မှာမန္နာစစ်အကြောင်းနဲ့တော်ဝဲမိစ္ဆာအကြောင်းအစီရင်ခံစာတွေရောက်လာတာကြောင့်မန္နာစစ်တွေကိုဖယ်ရှားဖို့အမိန့်ပေးမှဖြစ်ပြီးတယ်လီတင်ညာကိုလည်းနောက်တဲ့အနေအများရဲ့အရာတွေကိုထပ်မလုပ်ခိုင်းတော့ပါဘူးတယ်လီတင်ညာကတော့မန္နာစစ်ကိုဖယ်ရှားတာသူ့ရဲ့အဆိုင်ဖြစ်တာကြောင့်ခရီးစက်ခွင့်ကိုတောင်းဆိုလိုက်ပြီးဘယင်းကြီးကတော့တောင်းခွင့်ပြုကကူးဆိုင်ဖို့မှားပါတယ်ဒါပေမဲ့အကိုအကြီးဆုံးဖြစ်တဲ့ဒါရီကတော့မန္နာစစ်တွေကိုစစ်တပ်မှာသုံးမှဖြစ်ပြီးလူတစ်ပါးနိုင်ငံကိုလက်အောက်ခံအဖြစ်တာကတကဘာလုံးကိုသိမ်းမှဖို့ပြောပါတယ်တယ်လီဂျနာကတော့အဲ့ဒီစကားကိုလက်မခံပဲတော်မိစ္ဆာတွေကမန္နာဆေးကိုထိချုံနိုင်တာကိုကိုလေးကြုံမှုပြီးသားပါဒါတွေကတော့ရှောက်ရိုက်အကိုညီနဲ့မန္နာဆေးကိုအစိမ့်မြင်ပြီးသုံးမယ်လို့ပြောတာကြောင့်မန္နာဆေးကိုဖယ်ရှားမဲ့အစားဖန်တီးဖို့ပဲဘီရင်ကလက်ခံလိုက်ရပါတယ်ညီလာခံပြီးသွားတဲ့အချိန်မှာတော့ရီဒရာခုနအကိစ္စကိုပြောပြီးရှာဝါကလည်းတော်ဝင်အမိတ်ကြောင့်မငင်းခဲ့ရပါအဲ့အချိန်ရီဒရာကရှာဝါရဲ့လမ်းစီစနစ်ကိုပြောင်းပြီးသူ့ရဲ့အတေးကိုဗာထည့်ဖို့ပြောပါတယ်ဒါပေမဲ့ရှာဝါကလည်းရှင်းရှင်းလေးလက်မခံသေးပဲအချင်းချင်းစကားများနေကြပါတယ်ရီရာဒိုကရှေးအောင်နဲ့တက်ငယ်လေးတွေရှိတဲ့နေမီတိုဆိုတဲ့နေရာတစ်ခုကိုဥတီသွားနေကြပြီးအကြောင်းရင်းကတော့နဲ့တက်ငယ်တွေကြားထဲမှာအစားတက်တဲ့လူတယောက်ရှိနေလို့ပါဒါပေမဲ့သူတို့သွားနေတဲ့နေရာကနားဖြစ်နေတာကြောင့်တောရှိပါမလားဆိုပြီးအာဆာကာကီကမေးပေမဲ့မလန်းမကန်းမှာပဲနေမီတိုကိုတွေ့လိုက်ရပါတယ်တောအုပ်ထဲမှာတော့ရှားသားမိနေအများကြီးရှိနေခဲ့ပြီးအာဆာကာကီကတော့အရင်ကအမတ်တရတွေကိုပြန်မက်ရလာခဲ့ပါပြီခီဆူနာအဖွဲ့ဝင်ဖြစ်တဲ့အဝါယာပါဝင်ကြကရှားသားမိတွေကိုရမ်းကြိုက်ပြီးအာဆာကာကီနဲ့ဆိုလည်းမော်နမတွေလိုပါပဲဒီနေရာကအရင်ကဆိုစင်းစင်းနဲ့တော်ကြီးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ထောင်ကမိသားဘေးမရဲ့အမျက်ဒေါသကိုတည်ပြီးတဲဆန္ဒအဖြစ်အပြောင်းခံလိုက်ရတာပါ
ဗီဒီယိုနဲ့ချေတီနာကတော့အပေါ်ဝေးကိုချိုးလိုက်ပြီးကန္နာပုံစံအဝတ်စားတွေထူပြလာခဲ့ပါတယ်။အဲ့ချိန်ဗီဒီယိုရဲ့လက်ကစူးနဲ့ချသွားပြီးအာသာကာကြီးကတော့သူ့ရဲ့ခီဇူနာတိတ်နဲ့ကပ်ပေးလိုက်ပါတယ်။ဒါပေမဲ့တဲကိုလက်သက်ကျဲကိုကပ်ပေးထားအကြောင်းအတိတ်ပဲတပြုတ်ဖြစ်နေခဲ့ပြီးအာသာကာကြီးကတော့ဘာသဘောတရားမှမသိသေးပါဘူး။အဲ့ချိန်နဲ့ငယ်တယောက်ကဗီဒီယိုကိုဖန်သွားခဲ့ပြီးအာသာကာကြီးကတော့အသိမြောင်းလိုက်ပါပြီ။ချေတီနာကလည်းအကူအညီပေးဖို့လုပ်နေချိန်နဲ့ငယ်တွေအများနဲ့ပြလိုက်ပြီးလူကြီးကတော့ထူးခြားတဲ့အဆန်ကိုကုသဖို့လာရကြောင်းပြောပါတယ်။ဒါပေမဲ့လူကြီးရဲ့စကားပြောပေါ်အကျစ်ကငယ်ဖြစ်နေပြီးနဲ့ငယ်တွေကတော့အများနဲ့ပြေကလူကြီးကတော့ခဏလေးနဲ့ချင်းထုတ်လိုက်ပါတယ်။အဲ့ချိန်ခြားသားပွေပေါ်မှာနဲ့ငယ်တယောက်ရှိနေပြီးနဲ့ငယ်မာလီယာဆွေးနွေးဖို့ကိစ္စကိုကြော်လိုက်ပြီးမျိုးလက်ဝင်တွေကိုထိခိုက်အောင်လုပ်တာကြောင့်အသေးသက်မယ်လို့ပြောအသိပါလိုက်ပါတယ်။ရီရာကိုဖမ်းသွားတဲ့နဲ့ငယ်ကသူ့ရဲ့ပေါ်မှာခုံပေါက်သွားနေရကြောင်းအာသာကခီကလုံးဝဖမ်းမမိပဲရီရာကတော့ခီစနာဘောက်ကိုသုံးလိုက်ပါတယ်။လူတဲ့ဆိုလိုပဲအာသာကခီကတယ်လီဘော့ပြီးရောက်လာခဲ့တော့နဲ့ငယ်ကိုဖမ်းလိုက်နိုင်ပါတယ်။အရင်နေ့ညလုံးကမန်နာမန်တို့အခြေခံပြီးခီစနာဘောက်ကိုရီရာလက်ကောက်နဲ့ထထားကြအခုလိုအလုပ်ဖြစ်နေခဲ့တာပါ။နဲ့ငယ်ကတော့ဒီတော့နဲ့အာမီရဲ့အဆန်ကိုမင်းတို့မရစီရဘူးလို့ပြောတာကြောင့်ရီရာလို့လည်းဘာမှမသိသေးပါဘူး။အဲ့ချိန်အာမီကသူ့ရဲ့အဆန်ကိုထုတ်လာခဲ့ပြီးလူကြီးကလည်းမန်နာစိတ်ချမဟုတ်မှအခုမှသတိထားမိတာပါ။အာမီကတော့မန်နာစီကိုအဆုပ်ပလို့ဆိုရင်လည်းသူ့ရဲ့အဆန်ကိုမနိုင်ခံပဲရှေခံချက်ကိုတုံးကလူကြီးလည်းပြန်ခုခံနေရပါတယ်။တယ်လီတီနာကတော့သူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းပြပေးမယ်လေအခြေအနေကမကောင်းတော့ပါဘူး။လူကြီးကတော့ဓာတ်ရဲ့အဆန်နဲ့မန်နာကိုထုတ်ယူပေးမယ်လေအာမီကတော့ရှောင်းတဲ့တော့ကပုံစံတစ်ပြောင်းလိုက်ပါတယ်။အရင်ဆုံးနီးကမတိုက်ခိုက်တော့ပဲမီးစုံကိုထုတ်ကလူကြီးရဲ့ဓာတ်ကိုပုံစံပြောင်းပြီးပြက်ခုခံပေးမယ်မီးစုံတွေကဇက်တိုက်လာတာကြောင့်အမြန်ရှောင်းတတ်တာပါတယ်။အာမီကတော့ဒီတော့နဲ့အလိုမပေးသေးပဲငါပုံစံပြောင်းကဒိုးကြီးနဲ့ပြလိုက်ပြီးလူကြီးလည်းပြန်ခုခံပေးမယ်အခြေခံချက်ကိုစားလိုက်ရပါပြီ။လူကြီးကတော့သူ့ရဲ့အကြံဆုံးဓာတ်ပုံစံကိုပြောင်းလိုက်ပြီးအာမီကလည်းသူ့ရဲ့အခြေခံချက်အကြံစာကိုထုတ်ကတိုက်ပွဲကထိမရတော့ပါဘူး။အဲ့ချိန်အာသာကီကခီဆူနာဆေးရွက်နဲ့ဝင်လာခဲ့ပြီးတိုက်ပွဲကိုဒီလောက်နဲ့အဆုံးသတ်ဖို့ပြောပါတယ်။အာမီကတော့သူ့ရဲ့ငကိုပုံစံအောင်ပြန်ပြောင်းလိုက်ပြီးလူကြီးကလည်းအာမီကိုအာသာကာကီရဲ့တငယ်ချင်းတို့ထင်နေရပါ။အသက်ငယ်မာလီကတော့အာသာကာကီကိုဒန်နာရီကအနီအောင်စစ်စစ်လိုရေးလိုက်ပြီးရံပြမိတဲ့အတွက်တောင်းပန်စကားဆိုပါတယ်။သက်ငယ်မာလီရဲ့နာမည်ကတော့ရိုရီနာဖြစ်ပြီးအာမီရဲ့9ရက်မှဆက်ခံသူဆိုရင်မမပါဘူး။ဒါပေမဲ့ရိုရီနာကသူ့ရဲ့ချွတ်တဲ့ပုံစံကြောင့်အာနာနေခဲ့ပြီးလူကြီးကတော့တိုက်ပွဲအတွင်းကသူ့ရဲ့ပုံစံအခုဒီပြန်မြောင်နေတဲ့ပါ။ရိုရီယာကတော့ရွာရဲ့ရှစ်ပေဟော်ပြလာခဲ့ပြီးအာသာကာကီနဲ့တထက်တဲ့သူကပြီးမှရေးရတဲ့စာရီကတော့လွန်ခဲ့တဲ့နှစ်တောင်ကသူရဲ့ကောင်းပွဲထဲမှာပါတဲ့သူတွေရဲ့လက်ရေးဆိုလည်းမမှားပါဘူး။စာသားရဲ့အတိတ်ပဲကတော့တောအုပ်ထဲကိုအနေနဲ့ကြောက်လာခဲ့တခြားကပါတဲ့အနီအောင်ဆက်တဲ့အပေါ်လာပြီးငြိမ်းချမ်းမှုယူဆောင်လာပေးလိမ့်မယ်လို့ရီဒရာပြောပါတယ်။အနေဆိုတာကတော့ခိုးချမြို့မှာဖြစ်သွားခဲ့တဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကစညစ်တဲ့အဖွဲ့တွေကြောင့်ခေါင်းဆောင်သူဆုံးသားခဲ့ပြီးတားပြစ်သူအာဂျီယာခေါင်းဆောင်နေအောင်ဆက်ခံလာခဲ့ပါတယ်။အာဂျီယာကမန်နာစိတ်အဆန်ကိုတုံးပြီးအရာအားလုံးကိုတဲဖြစ်ပြောင်းကတောအုပ်ထိကိုဝါနေချက်လာခဲ့ရပါရီယာကလည်းအာဂျီယာကိုပြန်လိုက်ခိုက်ပြီးမဲ့တောကတဲကန်ဟန်မှာရှိနေတာကြောင့်ဘလို့တက်မနိုင်ပါဘူးအာဂျီယာကတော့သူ့ရဲ့သက်သာခံလို့ရဒီနေရာကိုလောကမပြီးတော့ပဲစမ်းကျင်မယ်ဆိုတော့တောတစ်ခုလုံးတဲပြပြောင်းမယ်လို့ပြောတာသားခဲ့ပါတယ်အဲ့ဒါကြောင့်ရနီရာကအာဆာကာကီတို့အကူအညီတောင်းလိုက်ပြီးအာဆာကာကီကလည်းကူညီမယ်လို့ပြောကလိုဂျီကတော့ရနီရာကိုအခုထိမကြည့်နိုင်သေးပါဘူးအာဇာကာကီကတော့ရှေ့ပြေဟောတဲ့သူမင်းနေခဲ့ပြီးလွန်ခဲ့တဲ့နှစ်တောင်ကတည်းကရှိတဲ့ဖွားဖွားကြီးတယောက်လည်းအခုချိန်ကြီးရှိနေပေမဲ့ဖွားဖွားကြီးကတော့နှစ်တရာကျော်လောက်ပြည့်ပြည့်နေတာပါအာဇာကာကီရဲ့စိတ်ထဲမှာတော့ရှေ့ပြေရောအကြောင်းကြောင့်တစုံတရာကိုပြန်မရသားခဲ့ပါတယ်အဲ့ရှင်မနာစိတ်တွေကိုကန်ဆောင်ထားတဲ့အာဂျီယာတို့အခွေဟာနတ်သက်ငယ်လေးတွေကိုအမဲလိုက်တော့မှာပါရွာတွေကလူတွေကအဲ့ဒီဖြစ်တဲ့ဗီဒီယိုတို့ကိုနတ်သက်ငယ်တွေရဲ့ချိပိမှန်တဲ့နဲ့နတ်ပြည့်နေတွေကိုတကူချင်းတွေတိုက်ပြောပါတယ်အာသာကာကီကတော့တယောက်တည်းတည်တဲ့နေတဲ့ရနီယာကိုအရေးချက်နေတာလို့မေးပေမဲ့အရင်ကလည်းသူ့မှာတော်တော်လေးရင်းနှီးတဲ့သူတယောက်ရှိခဲ့ပါတယ်အာသာကာကီကတော့ရနီယာနဲ့ရင်းနှီးတဲ့သူဟာအာဂျီယာတို့ပြင်နေလိုက်ပြီးအကြောင်းအရာကနတ်သက်ငယ်တွေကအာဂျီယာကိုမကောင်းပြောတဲ့အချိန်သိမကောင်းဖြစ်နေလို့ပါရနီယာငယ်တုန်းကအာဂျီယာနဲ့ရင်းနှီးရဲ့ဆက်ဆံရေးရှိခဲ့ပြီးအခုလက်ရှိမှာတော့ရန်သူဖြစ်နေတာကြောင့်ကံမချက်ကိုပြီးတာပဲအစမ်းကိုတိုက်ဆိုင်မှာပါအာသာကာကီကတော့တန်းဆိုင်ပြီးတော့မှအရင်လိုပြန်အဆင်ပြေဖို့ပြောပြီးသူ့မှာလည်းအရင်ကညီအကိုလိုခင်းတဲ့စီတယောက်နဲ့တန်းဆိုင်မှုကြောင့်ပြောပြပါတယ်ကီဆူနာဆိုတာဗန်နီဂျီပြည့်ဘလူးနဲ့ဖြစ်ပြီးတိဆောင်းလာကြောင်းရှင်းရပြီးဗရီယာကတော့ညီအကိုလိုခင်းရဲ့သူနဲ့တိုက်ခိုက်တဲ့အကြောင်းသိရှိနေပါတယ်အာသာကာကီယာမမေးခင်တွေကဘဲဘချင်နေရဖြစ်ပြီးဗီဒီယိုကတော့တဝင်းတူနေပါတယ်အာသာကာကီငယ်တုန်းကမိဘတွေကိုဆုံးဖြုံခဲ့ရပြီးအဲ့အချိန်သူ့အဖေရဲ့တငယ်ချင်းဖြစ်တဲ့ဦးဝေတယောက်ကသူ့နဲ့အတူလာနေခိုင်းပါတယ်သူတို့ပါလေဆွန်မီကာဆိုတဲ့တမီးလေးတယောက်နဲ့ကီယိုဟီယိုလို့ခေါ်တဲ့အာသာကာကီနဲ့ရွေတူသားလေးတယောက်ရှိပြီးအာသာကာကီကတော့မိသားစုအတွေ့ရှင်းရှင်းကြီးလက်မခံနိုင်တိတ်ပါဘူးကီယိုဟီယိုရဲ့အဖေကတော့ခြံထဲမှာအာဘေဒီပဲဆက်လိုက်ပြီးဒီအဖေကမကြခင်မှာပဲအိမ်နဲ့အမြင့်တွေလာမှကြောင်းဖြည်းဖြည်းနေသားကြလာလိမ့်မယ်လို့ဥပမာပေးပါတယ်ကီယိုဟီယိုကတော့သူ့အဖေပြောတာကိုနားလည်လိုက်ပြီးအာသာကာကီကိုတငယ်ချင်းအဖြစ်နဲ့လက်ကမ်းပေးလိုက်ပါတယ်မူလာတိုင်းကျောင်းဝတုန်းကကျမကျောင်းသားဖြစ်တဲ့အာသာကာကီကအမြဲတမ်းကြည့်ခင်ရပြီးကီယိုဟီယိုကပဲအမြဲကူညီဆောက်ရှောက်ပေးခဲ့ရပါနောက်ပိုင်းမှာတော့ကီယိုဟီယိုနဲ့အာသာကာကီကသွားတူသားတွေဖြစ်လာခဲ့ပြီးမိသားစုတို့ကညီအကိုတွေဖြစ်လာပါတယ်ညံကောင်းတဲ့ကီယိုဟီယိုကအာသာကာကီနားဘက်ရဲ့စာကိုလည်းအမြင်ရှိမြပြီးဆန်လျာ TV ရဲ့တင်ပေးပါတယ်အထက်ထဲကျောင်းသားဘဝမှာလည်းသူတို့နှစ်ယောက်ရဲ့ရည်နှီးမှုကမပြောင်းလဲပဲကီယိုဟီယိုရဲ့အပြုံးတွေကြောင့်အာသာကာကီရဲ့ရှေ့နိုင်ခဲ့ရပါကီယိုဟီယိုကျောင်းဟောင်းရဲ့ဥက္ကဋ္ဌအဖြစ်အရေးခံနေပါလေအာသာကာကီကကူညီပေးခဲ့ပြီးကီယိုဟီယိုလည်းဥက္ကဋ္ဌအသစ်ဖြစ်လာခဲ့ပါတယ်
တပတ်မှာတော့အာသာကာကီကြောင့်ကီယိုဟီကိုမဲပေးတယ်ဆိုတဲ့အကြောင်းသားတွေလည်းရှိလာခဲ့ပြီးအာသာကာကီကလည်းဘလိုပြီးပြောကီယိုဟီရဲ့ဘက်ပါပါလူကြီးကတော့ဘာမှအကျိုးမရှိတဲ့နောက်ကြောင်းပုံမျိုးနားမထောင်နိုင်ပေဗီဒီယိုကတော့နောက်တဲ့အဆက်ကိုနားထောင်ချင်နေပါတယ်။ဒီနေ့မှာတော့ channel မှာစိုက်ကြရပြီးတာသစ်တစ်ပင်တွေကညှိုးနှံသွားခဲ့ပြီးမူရရစုတွေအားလုံးကလည်းအချင်းချင်းရန်ဖြစ်နေကြပါတယ်။ဒါရင်အားနဲ့တဲ့ကဘုံကြီးလာဆိုတဲ့ပကုံးစိုးကြောင့်ဖြစ်ပြီးထုံးစံအတိုင်းပဲပါရုံရရတဲ့အပြန်အလှန်တိုက်ခတ်ကြပါတယ်။အာသာကာကီကတော့မေကာရိုက်တာပြီးဘုံကြီးလာနဲ့တိုက်ခတ်ရပြီးနှစ်အောင်သောသတိချင်းဖက်လေလိုက်ပါတယ်။တကယ်တော့ဘောဂီလာရဲ့တေယုမန်ဟာကီယိုဟီကိုဖြစ်နေပြီးကီဇူနာဖြစ်စီဖို့အတွက် relation အနာအပွဲကြီးကအစားနေပေးလိုက်တာပါ။ကီယိုဟီကတော့စန်နေရပဲတည်တဲ့သူတက်အတူတူပေါ်ဆုံးကစားနိုင်တဲ့အာသာကာကီကိုအဖေကသားရင်ဖြစ်စေချင်ခဲ့ရလို့ပြောပြီးညီမလေးကလည်းအာသာကာကီကိုသူတက်ပို့ရှိတာကြောင့်မင်းက9ရန်သူပဲလို့ပြောပါတယ်အာသာကာကီကတော့ညီရဲ့ကိုလိုခင်းတဲ့ကီယိုဟီကိုမတိုက်ရချင်ပဲအရင်ကအမတ်တရတွေကိုစဉ်းစားနေမိပါတယ်ဒါပေမဲ့အာသာကာကီအေကိုပထမဆုံးရောက်လာတဲ့အချိန်တော့လက်ကမ်းပေးခဲ့တဲ့ကီယိုဟီကသူ့ရဲ့အခြေဆုံးတငယ်ကြီးဖြစ်တာကြောင့်အသိပြောင်းဝင်ဖို့အတွက်ပြန်တိုက်ခိုက်ကြပါတယ်တရားရှင်းလိုက်ကြမနာကြောင့်ဘိုးခိလာအကောင်ကြီးတာခဲ့ပြီးတခြားဘဝဝင်တွေရောက်လာခဲ့ပါတယ်ကီဇူနာစီယိုနဲ့ဘောဝီယာတို့လည်းအချင်းချင်းတိုက်ခိုက်နေကြပြီးထုံးစံအတိုင်းပဲပါအောင်ကြရင်နိုင်သွားပါတယ်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာတော့အာသာကာကီကကီဇူနာအစ်စ်ကိုအတူတူဆောက်ကြမယ်လို့ပြောပြီးကီယိုဟီကတော့နောက်ထပ်ဆက်စပ်ကြီးအထိတိုက်ခိုက်ပြီးမှပုံမှန်မဖြစ်သွားပါအဲ့ဒီချိန်တီဂီဒီယာနဲ့ညံ့တဲ့ငယ်တွေကကတ်ရိတ်တဲ့ပိတ်မိသွားခဲ့ပြီးဒီမှာလည်းအဆုံးသတ်လိုက်ပါတယ်ကေရီဒီယာနဲ့အတူရီဒရာဘာကတဲ့ရောက်သွားခဲ့ပြီးဒါရီအားလုံးတော့မနာဆေးကိုကိုင်းထားတဲ့ငနေရလုံးနေတာပါရိုဂျီကတော့ငနေကိုဓာတ်နဲ့လာခောက်ပြီးငနေရလည်းတစားကန်နေတဲ့ချင်းကြောက်ကတီစီတီနာကတ်ကိုပြလိုက်တဲ့အချိန်ရိုဂျီလည်းကတ်ထဲရောက်သွားပါတယ်အဲ့ချင်းအာဂျီယာလည်းရောက်လာပြီးရနီယာကိုလက်နဲ့ချခိုင်းကသူ့ရဲ့လက်အောက်ခံလို့တစားကန်တွေကိုလွတ်ပေးမယ်လို့ပြောပါတယ်ရနီယာနဲ့အာသာကာကီကတော့အညံ့ဆန်မှုစေကူမရှိပဲအီစီခန့်အဆိုင်နေတဲ့ပုံပြောင်းတိုက်ခိုက်ကြမှာပါအာဂျီယာကတော့ဒီနေရာမှာမတိုက်ခိုက်ချင်တာကြောင့်တပင်းနေရာကိုချေလိုက်ပြီးရနီယာကတော့သူ့ရဲ့ဆိုင်ငယ်ကိုထုတ်ကအာသာကာကီကိုတင်ဟော်လိုက်ပါတယ်ရနီယာတို့ချိန်တဲ့နေရာကိုသွားတဲ့အချိန်မန်နာဆေးကိုကန်တဲ့နောက်ထပ်ကြေးသားပေါ်လာပြီးဒီလောက်ကတော့တော့မဖြုံပါဘူးအဲ့အချိန်နောက်ထပ်ကြေးသားကလည်းပေါ်လာပြီးတစားကန်နဲ့ပဲချင်းရောက်ပါတယ်မနေ့ကတော့ဝိုးဝင်တောက်ချောင်းနဲ့အာသာကာကီကိုအငိုင်ဖမ်းလိုက်ပြီးကထဲမှာရှိနေတဲ့ရီဒရာကတော့ပေါဝဲမန်နာကိုသုံးလိုက်ပါတယ်ဒီတော့ရီဒရာကထဲအသိမခံရခင်ကခရဲတောက်ဆုံးမှာပေါဝဲမန်နာကိုသုံးတာကအထက်ကနေပေါဝဲလိုက်ပြီးအာသာကာကီကြောက်လာဒီလိုပေါဝဲမှုတွေနဲ့အသားကျလာတာပါကယ်လီဒီတာတို့လည်းကထဲကနေလွတ်လာကြပြီးကျေးသားငနဲ့ကိုတော့မြေခွေးလာကျွေးလိုက်ပါတယ်အာဂျီယာကတော့ကျေးသားနဲ့ကိုလိုသောအနေနဲ့သာထည့်တာဖြစ်ပြီးဒီနေရာမှာချိန်လိုက်တာလည်းနေမီတော့ကိုမပြတ်စည်းခြင်းလို့ပါရီရာရီရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အဆောင်အတော်ဆန်ငယ်ကိုတဲဖြစ်အောင်ပြောင်းလိုက်ပါတယ်သူ့ရဲ့အထူးကောင်လည်းထွက်လာပြီးရိုဂျီထယ်လီဒီနာနဲ့ရီရာကတော့တဲတဲမြုပ်သွားပါတယ်အာဂျီယာရဲ့အဆိုင်ကထိတဲ့မြောက်ကိုတဲဖြစ်ပြောင်းလိုက်ပြီးထိန်းချုပ်လို့မှရောက်တာကြောင့်တဲကန်နာလိုနေရာမှာသူကပြန်မကြီးတရားဆိုလည်းမမားပါဘူးဒါပေမဲ့အာသာကာကီကအဲ့အရာတွေကိုဂီယူမဆိုင်ပဲအကောင်ကြီးစီမှာတဲမဖြစ်အောင်တိတ်နဲ့အရင်ပြက်ကလက်သေးနဲ့ပိတ်ထိုးလိုက်ပါတယ်ရနီယာကတော့မြန်သွားအောင်အတင်ပြောင်းလိုက်ပြီးနျူကလီလိုနဲ့အကောင်ကြီးကိုဒရက်ဆက်တိုက်ခက်ကအာသာကာကီနဲ့ပူးပေါင်းတိုက်ခိုက်မဲ့အချိန်နှစ်အောင်လုံးရဲ့ခန္ဓာကိုယ်လုံးမရတော့ပါဘူးအဲ့ဒီချိန်အကောင်ကြီးကနှစ်အောင်လုံးကိုဖမ်းခိုင်းလိုက်ကအာသာကာကီကတော့ပြန်လည်ဖောက်ထွက်လာခဲ့ပါတယ်အာဂျီယာရဲ့အဆန်ကတမဲတွေကိုတော့တဲပြပြောင်းလာပြီးတက်ရှိတွေကိုတဲပြပြောင်းမရတာကြောင့်အာသာကာကီလည်းပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးအနေငယ်ရှိလာပါတယ်။အဲနဲ့မြုပ်သွားတဲ့ရီဒရာတို့ကမြေရောက်ခန်းထဲရောက်နေပြီးဘေးနားမှာလည်းမိစ္ဆာတွေရှိနေတဲ့ကြောင့်လူကြီးကပဲတာဝန်ယူဖြေရှင်းရမှာပါ။အာဂျီယာကတော့သူ့ရဲ့လက်အောက်ခံအနေနဲ့သာအညံ့ခံမှုနောက်ထပ်တစ်ချိန်ပြောပြီးအာသာကာကီကလည်းမန်နာစီကမင်းရဲ့ကိုယ်ထဲမှာအမြင့်တွက်နေပြီလို့လာပြောပါတယ်။အာဂျီယာကတော့စကိုင်းများရဲ့အာသာကာကီကိုမြေရောက်ထဲပို့လိုက်ပြီးရနီယာကလည်းပြန်လည်ဖောက်ထွက်လာခဲ့ပါတယ်။မြေရောက်ခန်းထဲကိုတော့အာသာကာကီရောက်သွားခဲ့ပြီးဒီနေရာမှာအချိန်တိုးလို့မရတာကြောင့်တခုကြံစီတော့မှာပါ။ပနီယာကတော့အာဂျီယာကိုတားရဖြစ်တော့မှစိတ်ပူတာကြောင့်မျက်နှာဖုံးမပါတဲ့ပုံစံဖြစ်နေတယ်လို့အာဂျီယာကပြောပါတယ်။လွန်ခဲ့တဲ့12နှစ်တုန်းကအာဂျီယာကမျက်နှာဖုံးတက်ထားတဲ့ရနီယာကိုကောင်းဆောင်ဖြစ်မဲ့သူတွေအချင်းချင်းကုညီပေးမှကြမလို့လက်ကမ်းပေးပေမဲ့ရနီယာကဒီမဆိုင်ပါဘူး။အာဂျီယာကတော့နတ်သက်ငယ်တွေကကလေးရွယ်ဆိုရင်တော့လူသားရဲ့နဲ့ရှင်အသက်ကအတော်တယောက်နေပါဖြစ်တာကြောင့်သူနဲ့ရနီယာစကားပြောရတာကလေးနဲ့လူကြီးပြောတယ်လို့ဖြစ်နေတာလို့ထင်နေပါတယ်။ဒါပေမဲ့နတ်သက်ငယ်တွေကလွန်ခဲ့တဲ့100ကသာအသက်ရှည်ခဲ့ရဖြစ်ပြီးအခုနောက်ပိုင်းနတ်သက်ငယ်တွေကတော့လူသားရဲ့နဲ့ရွယ်သူနီးပါးလောက်ပါပဲ။ရနီယာကသူ့ကိုစကားသိမ့်မပြောတာကြောင့်အာဂျီကစိတ်ပြတ်နေခဲ့ပြီးအဲ့ဒီရနီယာကိုထားရမျက်နှာပုံကအပင်မောကကျလာခဲ့ပါတယ်။အဲ့ဒါကြောင့်အာဂျီကလည်းအပင်မောတက်ချီကရနီယာကတော့အိတ်နေခဲ့ပြီးအာဂျီကမြင်တာကြောင့်နှစ်ယောက်သောလက်မြတ်ကအပြုတ်ကျလာခဲ့ပါတယ်။ရနီယာကတော့သူ့ရဲ့မျက်နှာပုံပြန်အောင်နေခဲ့ပြီးခုနကမျက်နှာထားနဲ့မတူတာကြောင့်အာဂျီကမျက်နှာပုံပြန်ပြီးလိုက်ပါတယ်။ဒါပေမဲ့မျက်နှာပုံတက်တိုက်တဲ့အခါအရင်ပုံစံဖြစ်သွားတာကြောင့်ပြန်ချိုးယူကအကြောင်းရင်းကိုမေးလိုက်ပါတယ်။ရနီယာမျက်နှာဖုံးတက်ထားရတဲ့အကြောင်းရင်းကအားနည်းလို့ဖြစ်ပြီးမျက်နှာဖုံးတက်လိုက်မှသာရင်းနဲ့စစ်သက်တော့ပုံစံပြောင်းသွားတာပါအာဂျီယာကတော့မျက်နှာဖုံးနဲ့လူကိုရင်းနှီးချင်တာမဟုတ်ပဲရနီယာရဲ့ပုံစံအစ်စ်ကိုလာရင်းနှီးချင်တာကြောင့်ကိုယ့်ရဲ့ပုံစံအမှန်နဲ့သာတမအောင်နေဖို့ပြောပါတယ်ဒါပေမဲ့အခုလက်ရှိအာဂျီယာကအရင်ပုံစံမဟုတ်တော့ပဲအာနာမမောနေတာကြောင့်အရင်ကလူသားရင်းနဲ့တငယ်တို့အတူတကွရှိနေခဲ့တဲ့အာဂျီယာကိုပဲပြန်လုံချင်နေမိပါတယ်ရနီယာကလည်းအာဂျီယာရဲ့အိမ်မဆော်အမြဲကူညီပေးခြင်းခဲ့ပေမဲ့အခုလက်ရှိကလမ်းမရောက်နေတာကြောင့်သူကိုယ်တိုင်ပဲအာဂျီယာကိုလမ်းမှန်ပို့ပေးနိုင်မှာပါအဲ့ဒီအာဇာကာကီကသူ့ရဲ့စိတ်ရအကူအညီနဲ့မြောက်ခန်းထဲကထွက်နိုင်ခဲ့ကတတိစီရဲ့ရနီယာကိုတွေ့လိုက်ပါတယ်
အာဂျီယာကတော့ရနီယာရဲ့အဆန်းကိုပါရလာခဲ့တာဖြစ်ပြီးအာမင်အသိပြောင်းလိုက်ပါတယ်ရီဒရာကတတိမင်းနဲ့ရနီယာကိုကိုသားရီမော်တုံးပြလိုက်ပြီးတတိပြန်နေလာတဲ့ရနီယာကတော့အာဂျီယာကိုတားပေးဖို့ပြောပါတယ်အာဂျီယာကတော့သူ့ရဲ့အထူးမန်နန်ကိုတော့မနိုင်တဲ့အာဆာကာကီကိုထင်သေးနေခဲ့ပြီးအာမင်အဆန်းအောင်မှာရိုက်လိုက်တာကြောင့်ဒီနေ့တဝိုက်မှာအင်အားကြီးဆုံးသူတစ်ယောက်ဖြစ်လာတော့မှာပါအာဆာကာကီနဲ့အာဂျီယာကတရားစီကိုတယောက်ခြေတန်းခြေတန်းလာပြီးဘန်ဒူထိုးလိုက်ကြပါတယ်။ကိုဦးကြမျိုးကတော့ဖောက်ခွဲလှုပ်သားတွေကနက်သက်ငယ်တွေနဲ့ပတ်စံရနေတာကြောင့်ပြဿနာချနေကြပြီးအာဂျီယာကတော့နက်သက်ငယ်တွေရဲ့မော်ဆန်ကအလုံးများကြီးကိုအေးဆေးသုံးလာတဲ့အကြောင်းလို့ပြောပြမယ်။နလက်ပိန်းတို့တွေကဘလို့ရှင်းပြမရပါဘူး။အာဂျီယာရဲ့အဖေကတော့ရနီယာနဲ့အာဂျီယာရဲ့ဆက်ဆံရေးအခြေအနေကိုသိကျင်နေပြီးတငယ်ချင်းစစ်မယ်လို့ပြောတာကြောင့်အဖိုးကြီးတဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတငယ်ချင်းစစ်တဲ့ပူစီကြပါတယ်။နောက်တစ်ချိန်မှာမြို့ရဲ့ကောင်းတာဖြစ်လာမယ်သူတို့နှစ်ယောက်သာတရားပေါ်တရားမေတ္တာရှိနေခဲ့ရင်မြို့နဲ့ဆိုတဲ့သူကြားခေါ်ကြတဲ့တွေကိုလည်းဖြည့်ဆည်းပေးနိုင်မှာပါ။ဟိုကြီးကတော့အာဂျီယာပျော်ရွှင်ဖို့ကလည်းအရေးကြီးရလို့ပြောပေမဲ့အာဂျီယာရဲ့စိတ်ထဲမှာလည်းဗီနီယာနဲ့အတူအေဂျင့်တဲ့ဘဝကိုတိစောက်ချင်နေမိပါတယ်။အခုလို့ရှိမှတော့အီဇက်ကိုင်းရဲ့အဆန်နေနဲ့လက်နက်တွေကအတန်မောင်းတော့ထပ်ပြီးတိုက်နေတာကြောင့်ဘီနာအချင်းရဲ့ရီဒရာတို့ကလည်းနားပိတ်ထားရပါတယ်။အာသာကာကီကတော့ဗီနီယာမင်းနဲ့တိုက်ခိုက်ရတာကိုဝမ်းနဲ့နေရလို့ပြောပြီးသူတစ်ပါးခံရချက်တွေကိုလေးမထားတဲ့အာဂျီယာကိုအသိစိတ်ဝင်အောင်ဆုံးမပြီးတော့မှာပါ။အာဂျီယာကလည်းရနီယာကိုမနာစေချင်ပေမဲ့ကဘာကြီးကိုပြောင်းလဲနိုင်မဲ့အဆိုင်ဟာသူ့သက်တဲ့ရောက်နေပြီဖြစ်တာကြောင့်သူပြည့်ကျင်တဲ့အရာကိုပဲရှစ်ထက်လို့ပို့တာရွေးချယ်လိုက်ပါတယ်။မနန်ဆေးရဲ့ဆိုင်ကအရင်ကတည်းကပူကျန်းလာခဲ့ပြီးအစမ်းတက်လာတဲ့အကောင်ကြီးကိုတော့လူကြီးကပဲတာဝန်ယူကအာဆာကာကီလည်းသူ့ရဲ့ဘေးမှာတငယ်ချင်းတွေရှိနေတာကြောင့်အားတက်လာပါတယ်။အာဆာကာကီကတော့အာဂျီယာစီကိုပြင်းဝင်လာခဲ့ပြီးခရာကိုတန်တက်ကွက်နဲ့မိကမြေကြီးနဲ့မိတ်ဆက်လိုက်ရပါတယ်။ဗီဒရာလည်းအာဆာကာကီစီကိုပြစ်တာခဲ့ပြီးမဲ့အာဂျီယာအားလုံးကိုလုံးမရအောင်လုပ်လိုက်ပြီးဗီဒရာကတော့ခန္ဓာကိုယ်မှာတစ်ခုကတ်နေရလို့ခံထားလိုက်ရပါတယ်။တနက်ကအလိုသမားတွေကပတ်စံရနေတာကြောင့်မြို့ရဲ့ရှင်ရဲ့အိမ်တော်ဒီဆန္ဒပြလာခဲ့ပြီးအာဂျီယာရဲ့အဖေကတော့ခေါင်းဆောင်တစ်ယောက်ပြီးအလိုသမားတွေနဲ့ညီနိုင်မှာပါ။အဖိုးကြီးကတော့အလိုသမားတွေကိုအစည်းအဝေးခန်းထဲမှာစကားပြောဖို့ညီနိုင်ပေမဲ့အလိုသမားတစ်ယောက်ကခရင်ခွာနဲ့ပေါက်လိုက်ကအာဂျီယာလည်းသူ့အဖေသူ့မျက်စိရှေ့မှာတည်သုံးသွားတာဘာမှမလုပ်နိုင်ခဲ့ပါဘူး။မြို့ရဲ့အရှင်သခင်တည်ဆုံသွားတာကြောင့်ပြည်သူတွေကလည်းနတ်သက်ငယ်တွေကိုမျက်နှာသာပေးလို့အခုလိုဖြစ်ရတာလို့တီးတိုးပြောဆိုနေကြပြီးဒါတွေကိုကြားလာများလာတဲ့အာဂျီယာကပြည်သူတွေကိုလမ်းမဖို့တော့အော်သာအာလာသာလိုအပ်တယ်ဆိုပြီးအုံနောက်ဖေးခံရပါတယ်။အဲဒီချိန်အာဂျီယာရဲ့ဘေးနားမှာမိသားတကောင်ပေါ်လာခဲ့ပြီးအာဂျီယာကိုလည်းသူ့ရဲ့အိမ်တော်ဒင်းကိုထင်အောင်လုပ်ကဒါဒီသာရှိမင်းရဲ့ဆန္ဒနဲ့အကုန်ဖြစ်မှာလို့ပြောပြီးမန်နာစိတ်ကိုပေးလိုက်ပါတယ်။လူကြီးကတော့သူ့ရဲ့အကြံဆုံးဓာတ်တို့ကအာဂျီယာကိုတိုက်ခိုက်လိုက်ပြီးအာဂျီယာလည်းဓာတ်ရဲ့ဆားကိုမဟုတ်မှန်နိုင်ခဲ့ပါဘူးလူကြီးအခုလိုတိုက်ခိုက်နေတာကတန်းစီတဲ့ဓာတ်ရဲ့အဆန်းကြောင့်ဖြစ်ပြီးရီဒရာကတော့အာဂျီယာအချင်းကိုရစ်နိုင်တာမဟုတ်ပဲခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့တဲရဲ့အချင်းကိုသာရစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်ဥပမာအသေးထဲမှာအပြေးသွားနေခန္ဓာကိုယ်မှာသဲတွေကင်းနေနိုင်ပြီးအာဂျီယာကအဆန်းသုံးလိုက်ရတော့ပြေးနေတဲ့သူဟာခဏတာရစ်တန်သွားမှာပါအာသာကာကီကတော့ဘာမှနားမလဲပေမဲ့လူကြီးသားရှိသူတို့ပြင်လိုက်လို့ရတာကြောင့်အာဂျီယာလည်းအကျက်ကျက်သွားပါတယ်ဒါပေမဲ့အာဂျီယာနှစ်ယောက်တစ်ယောက်ဖြစ်တော့အဆန်းကိုတိုက်ဆောင်မှဖြစ်ပြီးသူ့ရဲ့အိမ်မက်တွေအကောင့်တွေဖော်မှာပါအာသာကာကီကတော့အိမ်မက်တွေအကောင့်တွေဖော်မယ်ဆိုရင်ရနီယာကလည်းကူညီပေးပါလို့ပြောကအပြန်အလှန်တက်ခါကြပါတယ်နောက်ဆုံးတစ်ခေါက်မှာတော့မီးရစီနဲ့ထိုးလိုက်ပြီးမင်းတို့အန်နေတာမန်နာစိတ်မဟုတ်ပဲဒီထက်ပိုကြီးမှလည်းခီဆူလာတို့ပြောပါတယ်ဒါပေမဲ့အာဂျီယာမန်နာဆေးကအပြေးဝထိန်ရောက်သွားခဲ့ပြီးအမြင်မတူတဲ့လူတွေအကုန်လုံးတတ်မယ်လို့ပြောကပရိမစ်တွေနဲ့ကာယံထားလိုက်ပါတယ်အာသာကာကီကလည်းကီဆူနာပလတ်စတာကိုထုတ်လိုက်ပြီးအာဂျီယာကိုပွဲသေးပေးဖို့လုပ်ပြီးမယ်တဲပိုတန်ကြီးကဝမ်းမြောက်သွားကနေမေတောစီကိုဥတီသွားနေပါတယ်မိုတန်ကတောစီမရောက်ခင်မှာကီဆူနာဆေးကိုထုတ်လိုက်ပြီးတက်တိုင်တနာကုကန်ထားမှာပါကီဆူနာဖိုက်ကိုတီထောင်ခဲ့တာကအပြာကောင်းနဲ့ပရိုဖက်ဆာဘိုးတော်တို့ဖြစ်ပြီးအပြာကောင်းကပထမဆုံးအဖွဲ့ဝင်ဟောင်းဆိုလည်းမမားပါဘူးအပြာကောင်းကဘုံဘလောက်တွေကိုထုတ်တဲ့နေရာမှာလည်းကူညီပေးခဲ့ပြီးပါရုံကြဖြစ်မဲ့လူတွေကိုလည်းငကိုတဲ့ကရွေးချယ်ထားတာပါကီဆူနာဖိုက်ဖြစ်လာရတဲ့အကြောင်းရင်းကလည်းလက်ဘက်က9ခုပဲရှိသူဖြစ်ပြီးအဝါကောင်းတော့ကျောင်းစင်ရမှာဖြစ်ကပန်းအောင်မှာတော့ကျောင်းသူတွေဖြစ်ပါတယ်တဲမုံတိုင်းတွေဟာတောအုပ်နဲ့တဖြည်းဖြည်းနီးကပ်လာခဲ့ပြီးလူကြီးကတော့ထေရီတီနာနဲ့အဝေးဆုံးကိုရောက်နေတာကြောင့်ပြဿနာရှာနေပါတယ်။ရနီယာကလည်းတွေးရခလုတ်ကိုရှောင်းနေနေကစရုပ်ကပြောသားဖြစ်နေပြီးအာဆာကာကီကတော့အားလုံးတစုတစည်းလေးဖြစ်အောင်ပြောနေရပါတယ်။နီးကပ်လာတဲ့တဲမုံတိုင်းကိုမက်ဆီမန်ကီဆူနာပလက်ဆာနဲ့ပြစ်လိုက်ပေမဲ့တဲမုံတိုင်းကမပြောက်ခွေသွားပါဘူး။အဲဒါကြောင့်နောက်ထပ်ညီတန်ပြောင်းလိုက်ရပြီး Great Bone Soft ကိုထုတ်ကလေးဝေပုံစံလဲလိုက်ပြီးစရုပ်ထဲမှာရှိနေတဲ့သူတွေကတော့ခေါင်းမှုနေကြပါတယ်။တဲမုံတိုင်းကလည်းပြန်ဖြစ်လာတာကြောင့်တက်တဲ့ပုံကြီးစီမှာအာဂျီယာရဲ့မော်ပညာရှိနေမှသိလိုက်ကအဲဒါကြောင့်တိုက်ခိုက်လို့မရတာပါဒါပေမဲ့မျောလင်းချက်မရှိတာတော့မဟုတ်ပဲခီဆူနာဆွဲနေတာဆိုရင်တဲမို့တမုံချင်းဒီမှာရှိနေတဲ့အာဂျီယာကိုပြန်လည်ခေါ်ထုတ်နိုင်ကြောင်းရီဒရာပြောပါတယ်အဲ့လိုပြန်ခေါ်ဖို့ဆိုရင်ခီဆူနာဆွဲအများကြီးကိုလိုအပ်ပြီးရနီယာကလည်းသူနဲ့အာဂျီယာကြားမှာရှိခဲ့တဲ့ဆက်နွယ်မှုတွေကိုပြန်မမိလာပါတယ်အဲ့ဒါကြောင့်ရနီယာကိုဆက်ခဲ့ဖို့အတွက်ခီဆူနာအဖြစ်ထားလိုက်ပြီးရီဒရာကလည်းမော်ဆန်တွေကိုဘေးတစ်ပတ်ချက်စီမှာခံရလိုက်ပါတယ်ဒါပေမဲ့တီယိုရောမန်နာရောကအခုမှလွတ်ယူထားတာကြောင့်ထေသလောက်လွယ်ကူမနေပါဘူးအဲ့အရှင်အာသာကာကီယာသူတို့တွေကစက်ရုပ်ကိုထိန်းထားမှဖြစ်တာကြောင့်ရီဒရာယုံကြည်တယ်လို့ပြောလိုက်ပါတယ်ရီဒရာလည်း
အာသာကာကီရဲ့စကားကြောင့်မိုဒီတွေရောက်သွားခဲ့ပြီးအာသာကာကီရဲ့ဝတ်စုံကလည်းခီဆူနာအန်နယ်ဂျီကိုတုံ့ပြန်နေပါတယ်။အဲ့ဒီအချိန်ဆေးရုံတွေကလည်းသနက်အသစ်ထွက်လာပြီးအာသာကာကီနဲ့ရီဒရာတို့ရဲ့ခီဆူနာအမတ်သားဆိုရင်လည်းမမှားပါဘူး။သနက်အသစ်ရဲ့နာမည်ကခီဆူနာစပန်နာဖြစ်ပြီးဆေးရုံကလည်းရွှေရောင်ပုံစံပြောင်းသွားပါတယ်။ခီဆူနာဆိုင်းတွေကလည်းအများကြီးရှိပြီဖြစ်တာကြောင့်တဲပိုတန်ကိုခုခံလာခဲ့ပြီးအာဂျီယာပြန်ခေါ်နိုင်လိုက်ပါတယ်။အာဂျီယာကလည်းသူ့ရဲ့အပြုတ်မှုတွေအတွက်နတ်သက်ငယ်တွေကိုတောင်းပန်နေခဲ့ပြီးနတ်သက်ငယ်တွေကလည်းအာဂျီယာဘာကြောင့်အခုလိုဖြစ်သွားလဲဆိုတာကိုသိတတ်ရတာကြောင့်အပြစ်မမြင်တော့ပါဘူး။အဲ့ဒါကြောင့်အာဂျီယာလည်းနတ်သက်ငယ်တွေနဲ့အဆင်ပြေသွားခဲ့ပြီးအာသာကာကီကတော့အဆုံးသက်ကောင်းနေပဲလို့ပြောပါတယ်။ဒါကမဆုံးသေးခင်မှာပဲမိုးရိုးတွေရုတ်တရက်ကျလာခဲ့ပြီးအိမ်တော်ထည့်အောင်ဆောင်လာတဲ့တော်ဝင်မိတ်ဆာကသူ့ရဲ့သေုံမှန်အောင်ပြလာကနာမည်ကတော့ဗီဒန်ပါ။ဗီဒန်ကတော့အာသာကာကီတို့ကိုအပြည့်ရှင်းဖို့ဆုံးဖြတ်ထားပြီးသူ့ရဲ့ရည်ရွယ်ချက်ကမိသားပြေမနဲ့လက်ထက်မယ်လို့ပြောတာကြောင့်အာသာကာကီတို့လည်းပြောကြစကားပြောဆုံးသွားပါတယ်။ဗီဒန်ကအပေါ်စီကနေမိုးကြိုးတွေနဲ့ပြနေတာကြောင့်အကုန်လုံးအလူးလဲခံနေရပြီးအလုံသမားတွေကိုဆန္ဒပြခိုင်းကအာဂျီယာရဲ့အဖေကိုတကန်းခဲ့တာကလည်းဗီဒန်ရဲ့လက်ချက်ပါအာသာကာကီကလည်းပါရိုညာအသင်ပြောင်းမဲ့အခြေတိုက်ခိုက်ခံလိုက်ရပြီးအာဘူဒါဘီလိုညံကောင်းတဲ့ဖေးလည်းအခုမှမြင်ဘူးပါတယ်အာဘူဒါဘီရောက်လာရတဲ့အကြောင်းရင်းကအီဆဲကိုင်းကအဆန်းရှိတဲ့နေရာနဲ့ဓာတုရဲ့ကောင်လိုကြီးရှိနေတဲ့အတွက်ကြောင့်ဖြစ်ပြီးသူတို့တွေကိုသာတက်လိုက်မယ်ဆိုရင်မိသားပြေမစီမှာလည်းအနောက်ရှက်တွေမရှိနိုင်တော့ပါဘူးရနီယာကလည်းအာမင်ပုံစံပြောင်းပြီးတိုက်ခိုက်ပေမဲ့လူကောင်းတွေရဲ့ထုံးစံအတိုင်းအစာပိုင်းဆိုအလူးလဲခံရပါတယ်ထိုမိသားနဲ့ကောင်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူကြီးလည်းဘာမှမလုပ်နိုင်ပဲအဲ့ရှင်ရီဘရာစီကိုအဆူတွေရောက်လာတာကြောင့်အာသာကာကီကဝန်ကာပေးလိုက်ပါတယ်အာသာကာကီကတရားမဲ့အချင်းတွေဆိုရင်သူ့ကိုတပီးတားဖို့လူကြီးကိုတတိပေးကဘလက်ပလိတ်ကိုထုတ်ပြီးပုံစံပြောင်းလိုက်ပါတယ်အာသာကာကီကဒီလိုပုံစံကိုထပ်မမြင်ကျင်တော့ဘူးလို့တွေးကသူ့ရဲ့နောက်ဆုံးပုံစံ Black Ranger ဖြစ်သွားခဲ့ပြီးလူကြီးလည်းအောင်သွားခဲ့ပါတယ်ဒီအပိုင်းကကေဆူနာဖိုက်အကြောင်းဒုတိယဆက်ဖြစ်ပြီးအပေါ်ဝင်နေဖြစ်လာရတဲ့အကြောင်းရင်းကိုအခြေခံတာပါမြို့ထဲမှာ relationship အနာမကောင်းဆိုးရတဲ့ကျူးကျော်လာတဲ့ကြောင့်ကေဆူနာဖိုက်ရပဲဖြည့်ရှင်းလိုက်ရပါတယ်ကေဆူနာဖိုက်တဲ့ကိုကုသပေါ်နဲ့ကိုဝင်လာတဲ့အဖွဲ့ဝင်ကပန်းအောင်မှာဖြစ်ပြီးအဝါမတက်ကတော့သူ့ရဲ့အခန်းထဲကကြောက်သူတွေတယောက်အနေများတဲ့အရာတွေကိုလုံးနေအောင်ခမပြုတ်ခြင်းပါဘူးဒါပေမဲ့ပန်းအောင်မာကအဖွဲထဲမှာညံကောင်းတဲ့သူဖြစ်ပြီးတနက်ပြည့်တဲ့နေရာမှာလည်းအတော်ဆုံးပါကျောင်းသူတွေကပန်းအောင်မာမဖြစ်ခင်အဝါမနဲ့ပန်းအောင်လက်ပတ်ကိုလူကြရပြီးကျောင်းသူတွေဘက်မှာတခြားအဖွဲ့ဝင်တော့ရောက်ခင်တဲ့အကြောင်းပန်းအောင်ကပ်ပတ်ကိုမယူလိုက်တာပါနောက်ဆုံး9ယောက်မြောက်ကိုတော့တေချာရွေးပြီးခေါ်ဖို့လုပ်ထားပေမဲ့ပြည်ထနာအရှာဆုံးနဲ့အတက်ကြဆုံးဖြစ်တဲ့အာဆာကာကီကပဲအဖွဲ့ဝင်ဖြစ်လာခဲ့တာပါကီဆူနာရဲ့အကျန်းဆုံးပလိတ်ဖြစ်တဲ့ Black Blade ရာဆိုရင်အထီးတက်မှုကြောက်တာနဲ့စိတ်တရာတွေများလာပါလာဖြစ်ပေါ်လာပြီးပေါ်ပြောင်းလိုက်ရတော့အကန့်အသတ်တဲ့ကြော်လွန်တဲ့စားကိုရမှာဖြစ်ပေမဲ့အကန့်မသိရင်အသုံးပြုသူကစိတ်ကိုမထိချုံနိုင်ပါဘူးအဲ့ဒါကြောင့်လုံးဝဒုက္ခရောက်နေမှသာအသုံးပြုဖို့သတ်မှတ်ထားရပြီးပုံပြောင်းသွားတဲ့အာဆာကာကီကိုကြည့်ကလူကြီးကလည်းအခြေအနေမဟာတော့တာကိုရိပ်မိသွားပါတယ်တော်ဝင်မိသားနှကောင်ကတော့အာသာကာကီကိုအထင်သေးတယ်ခဲ့ပြီးဗီဒန်ကမိုးကျွတ်နိုင်ပြစ်လိုက်ပေမဲ့အနောက်ကလည်းမျက်နှာကိုအကန်ခံလိုက်ရပါတယ်အာဘူဒါဘီကိုလည်းပလက်စတာနဲ့ထိုးလာလိုက်ပြီးမျက်နှာကိုထိုးကြလိုက်ပါတယ်ဒါပေမဲ့ဗီဒန်ကတပြင်းသူတွေကိုပါအဆန်းတိုက်ခိုက်လာတာကြောင့်အာသာကာကီလည်းဘိတ်တွေနဲ့ကားလိုက်ပါတယ်တငယ်ချင်းတွေကိုပါထိခိုက်အောင်လုပ်လာတဲ့ဗီဒန်ကိုလက်နက်အသစ်နဲ့ချမှဖြစ်ပြီးခီဇူနာတွေကိုအဆုံးရှုံးမခံနိုင်တော့ပါဘူးလွန်ခဲ့တဲ့12နှစ်တုန်းကသူ့ရဲ့နာမည်ဖြစ်တဲ့ဒူကိုရဲ့အတိတ်ပဲကိုမင်းနေခဲ့ပြီးတိုဆိုရဲ့အတိတ်ပဲကလုံခြုံမှုကိုပေးရလို့သဘောတယောက်ကကိုဆိုတာကတော့နားနေပြနေတာပါအာသာကာကီလည်းသူ့ရဲ့မိဘတွေနဲ့အဖို့မပြတ်နိုင်တဲ့အမတ်တရားတွေရှိခဲ့ကမကြခင်မှာပဲမိဘတွေကကားအထိတန်းဖြစ်တာကြောင့်သေဆုံးသွားခဲ့ပါတယ်အာသာကာကီရဲ့စိတ်ထဲမှာလည်းသူ့မိဘတွေနဲ့အတူလိုက်တည်ဖို့လာတွေးနေခဲ့ပြီးအဲ့လိုနာကြီးမှုတွေနဲ့အထီးကျန်မှုတွေကသာအခုလိုခီဇူနာဘလက်ဖြစ်လာကြရပါအာသာကာကီလည်းဗီဒီယိုလုံးချင်နဲ့ပြလိုက်ပြီးချုံကိုတက်လာတဲ့အာဘူဒါဘီကိုတော့ပလိတ်တွေနဲ့ကာပြလိုက်ပါတယ်မိစ္ဆာနှကောင်လည်းပုံမှန်တက်ကွက်တွေနဲ့မနိုင်တာကြောင့်အထူးစနစ်ဖြစ်တဲ့မိုးဂျိုဒါနဲ့ဘစ်စမန်ကိုထုတ်လိုက်ပါတယ်အထူးစနစ်တွေနဲ့နှစ်ယောက်ပေါင်းလိုက်ခိုက်ကအာသာကာကီကတော့သတိတချက်တွေနဲ့ဖြိုခွင်းလိုက်ပါတယ်အာသာကာကီကအခုလိုအစမ်းမျိုးကိုဖုံးဝယ်ထားတာကအကြောင်းရင်းတစ်ခုခုရှိလို့မဲ့လူကြီးသဘောပေါက်လိုက်ပြီးဗီဒွာကတော့အာသာကာကီရဲ့အသာသေးရနေပေမဲ့တက်ခိုင်ရင်အော်တန်တွေကနာကြီးကြိုက်များသာပေါဝင်နေတာကိုခံစားမိပါတယ်အာသာကာကီကလည်းအဆုံးရှုံးမခံနိုင်တော့ဘူးလို့ချက်တဲပြောနေကအတိတ်ကအကြောင်းအရာတွေကိုပြန်မှန်းရလာပါတယ်ခီဇူနာဖိုင်အဖွဲ့တွေကိုထန်ရီဆိုတဲ့မိန်းကလေးတယောက်လာခဲ့ပြီးခီဇူနာဆေးပါဆိုရင်မမှားပါဘူးထန်ရီကအနာဂတ်ကိုကြိုမြင်နေတာကြောင့်ခီဇူနာဖိုက်တဲ့ဝင်ဖို့စိတ်ကူးမရှိပဲသူသာအဖွဲ့ဝင်အသစ်ဖြစ်လာခဲ့ပြီဆိုရင်တေဆုံးမယ်ဆိုတာချိုးသိနေလို့ပါဒီတွင်တော့ဖြစ်တဲ့လက်ပတ်အသစ်ကိုလည်းထန်ကြီးကသူဝေပြီးတိုက်ခိုက်နေရလို့အိမ်မက်ရတာကြောင့် Professor စီကိုရောက်လာခဲ့တာဖြစ်ပါတယ်ဖော်ထဲမှာပြဿနာချနေကြအာသာကာကီကတန်ကြီးလာတဲ့အချိန်ချင်းကုန်နေတာကြောင့်တခြားပေါ်ဝင်နေတဲ့တန်ကြီးကိုအာသာကာကီက crash နေမှသိလိုက်ပါတယ်တန်ကြီးကတယောက်တည်းရန်သူတွေကိုတိုက်ခိုက်တာကြောင့်အမြဲတမ်းရနေပြီးအာသာကာကီကတော့အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုယ်တိုင်ပြောင်းလဲဖို့ပြောပါတယ်အဲ့ဒါကြောင့်ခီဇူနာဖိုက်တဲ့ဝင်လာခဲ့ပြီးရန်သူကောင်ဆောင်စီမှာအသက်ခံရကအာသာကာကီကတော့ဘာမှမတတ်နိုင်ခဲ့ပါဘူးတန်ဂျီခုလိုဖြစ်ရတာကသူ့ကြောင့်အာသာကာကီကပြောပေမဲ့တန်ဂျီကတော့သူမြင်ခဲ့တာတေဆုံးချင်းတစ်ခုတည်းမဟုတ်ပဲအာသာကာကီပါကယ်တင်နိုင်ခဲ့တယ်လို့ပြောကအာသာကာကီရဲ့လက်ပေါ်မှာပဲတေဆုံးသွားခဲ့ပါတယ်ကိုသဘောကျရတဲ့မင်းကလေးရဲ့မိဘတွေရဲ့တေဆုံးခြင်းတွေကရင်းထဲမှာနှချွိုင်းတဲ့တန်ရာတွေဖြစ်ပေါ်လာစေပြီးဘလိုပဲတန်ရာတွေဖုတ်ပြနေပါသေးလွယ်လွယ်နဲ့မပြနိုင်ပါဘူး
ဒီလိုခံစားချက်တွေများလာတဲ့အာဆာကာကီကအကြမ်းဆုံးသက်နဲ့ဗီဒီယိုအောင်ပြစ်လိုက်ပြီးမဲ့ခေါင်းကတော့အာဘူဒါဘီစီကိုရောက်သွားပါတယ်အာဘူဒါဘီလည်းမလာတော်မဲသိတာကြောင့်ထပ်ပြေးသွားခဲ့ပြီးအာဆာကာကီကတော့အသိစိတ်ကဆိုင်းရည်ကိုမထိရောက်နိုင်တော့ပါဘူးဗီဒီယိုကအာဆာကာကီကိုနားဝင်အောင်ပြောဖို့လုပ်ပြီးမဲ့ပြန်လက်တက်ခါတာကြောင့်လိုဂျီယာပဲခုခံတာခုနအာဆာကာကီပြောခဲ့တဲ့စကားကိုတွေ့ပြီးအတူတူပူးပေါင်းတက်ခတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အာသာကာကီရဲ့လက်ဘက်ကိုချွတ်နိုင်မှသာအရင်ပုံစံကိုရမှာဖြစ်ပြီးရနီယာကတော့ငါပုံစံပြောက်ကလိုဂျီတဲ့ဓာတ်ပုံစံပြလိုက်ပါတယ်ရနီယာကအာသာကာကီကိုအချိန်ဆွဲထားပြီးဗီဒီယိုကမော်စက်နဲ့ခေတာကလိုဂျီကတော့ဓာတ်နဲ့ပြလိုက်ပါတယ်ဒါပေမဲ့ထင်သလောက်လည်းကိုမနေပဲအာသာကာကီရဲ့ aura တပြေးကျန်းလာခဲ့ပါတယ်လိုဂျီတို့လည်းအထူးဆန်းနဲ့တုံပြီးတိုက်ခိုက်ဖို့ရွေးခဲ့လိုက်ပြီးတယ်လီတီနာကတော့နတ်သက်ငယ်တို့ဘေးကင်းရန်ခေါ်သွားလိုက်ပါတယ်လိုဂျီကဓာတ်ရဲ့အစွမ်းနဲ့ blade တွေကိုဆွဲနေလာပြီးဗီဒီယိုကတော့အကျဉ်းဆုံးတဲ့နက်ကိုထုတ်ကရနီယာကလည်း premium နဲ့တိုက်ခိုက်ပါတယ်လိုဂျီကအာသာကာကီရဲ့လက်ဘက်ကိုယူမဲ့အချိန်တိုက်ခိုက်ခံလိုက်ရပြီးလက်ဘက်ကိုအတိန်ချွေကမင်းကိုမတတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။သတိပြန်လာတဲ့အာဆာကာကီကအားလုံးကိုထိခိုက်အောင်လုပ်မိတာကြောင့်တောင်းပန်နေပြီးလိုဂျီကတော့ပတိစီတာလည်းမကျေနပ်ပါဘူး။ဒါပေမဲ့အာဆာကာကီသာမရှိတယ်လီတီတာနဲ့မိစ္ဆာရန်ကလွတ်မှာမဟုတ်တာကြောင့်သူအားနဲ့လည်းအခုလိုဖြစ်ရတာလို့ပြောပါတယ်။အာဆာကာကီဒီကပောက်ဆရတော့ကသူ့မှာတငယ်ချင်းတယောက်မှမရှိပဲအခုမှတငယ်ချင်းတွေရှိပြီဖြစ်တာကြောင့်ဝမ်းသာတယ်လို့ပြောပြီးခီစနာအသက်ကိုတိဆောက်မယ်လို့သူကဒီမှာတည်းအဆုံးသတ်သွားပါတယ်။ဒီ anime လေးကဒီတော့ပါပဲနောက်ထပ် anime နဲ့တူပြန်လာခဲ့ပါမယ်။ကြည့်ရှုအားပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။